နှုတ်ပတ်တော်ကိုသွားကြရအောင်ယောမဩဝါဒစာခန်းကြီး7ငယ်1နဲ့2ကိုသွားရအောင် Romans chapter 12 verse 1 and 2 Romans chapter 12 verse 1 and 2ဒါလေးမဖတ်ခင်မှာကျွန်တော်ဘဝအသက်တာရဲ့အနှိမ့်အမြင့်ကဘယ်ပုံမှာမူတည်လဲဆိုတော့ဖခင်ရဲ့အလိုတော်ကိုသိကျွမ်းခြင်းနဲ့အများကြီးသက်ဆိုင်တယ်ကျွန်တော်ဖခင်ရဲ့သဘောတော်ကိုသိလာလေလေတင်းရဲ့ lifestyle လို့ခေါ်မှာပေါ့တင်းရဲ့ lifestyle လို့ခေါ်မလားတင်းရဲ့နေထိုင်ပုံတွေအစတင်းရဲ့ငွေကြီးနဲ့ဆိုင်တဲ့ကောင်းကြီးပဲဖြစ်ဖြစ်တင်းရဲ့ခန္ဓာအသီးသီးရဲ့တိုးတက်မှုကဘာနဲ့ဆိုင်နေလဲဆိုရင်ဖခင်ရဲ့အလိုတော်ကိုသိကျွမ်းခြင်းနဲ့အများကြီးဆိုင်နေတယ်အတင်းတော့မတိုးတက်ဘူးဘာလို့သိလဲညီကောင်မတို့ဖခင်ကိုသိကျွမ်းခြင်းမှလည်းမကြီးထွားရင်အဲ့အတင်းတော့လည်းမတိုးတက်ဘူးတင်းဘွားအတ္တတာမှာလုပ်ငန်းပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ငွေကြေးဆိုင်ရာမှာပဲဖြစ်ဖြစ်ခန္ဓာအသီးသီးမှာမကြီးထွားဘူးဆိုရင်ဖခင်ကိုသိကျွမ်းတဲ့နေရာမှာတင်မကြီးထွားလာလို့ပဲဖြစ်လိမ့်မယ်ဖခင်သခင်ကိုသိကျွမ်းခြင်းရဲ့ level နဲ့မူတည်ပြီးတော့မှသင်ရဲ့ခန္ဓာအသီးသီးဟာတိုးတက်ပြောင်းလဲသွားတာဖြစ်တယ်ဆိုတော့ဘယ်လောက်ထိအရေးကြီးလဲဖခင်ကိုသိကျွမ်းခြင်းကဘယ်လောက်အရေးကြီးလဲဖခင်ကိုဘယ်လောက်သိကျွမ်းလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှရှင်းပြပြမယ်တင်းရဲ့လုပ်ငန်းကိုတင်းရဲ့ငွေရေးကြေးရေးကိုတင်းရဲ့ခန္ဓာတွေမှာထူးခြားမှုတွေအများကြီးဖြစ်လာတယ်တင်ဖျားကိုသိတဲ့ပုံစံမှားနေရင်တင်ယုံတာမှားသွားဖျားကိုသိတဲ့ပုံစံမှားသွားရင်တင်ယုံတဲ့ပုံစံမှားသွားယုံတဲ့ပုံစံမှားသွားတဲ့အပေါ်မှာတင်ရဲ့အတ္တလည်းပဲအများကြီးဆုံးရှုံးတယ်အများကြီးဆုံးရှုံးတယ်ဥပမာဆိုပါစို့12နှစ်ပတ်လုံးသွေးသွန်နာဆွဲတဲ့အမျိုးသမီးကယေရှုခရစ်တော်အားဖြင့်သူကလုံးဝပျောက်မယ်ဆိုတဲ့စိတ်ချမှုသူ့မှာရှိနေတယ်ဘာလို့အဲ့ဒီဟာရှိတာဆိုသူယုံတာမှန်သွားလို့ဥပမာဆိုပါစို့ तू ကနေရမှာအလိုတော်ရှိတော့လဲပျောက်မှာပေါ့နော်မဟုတ်အဲ့လိုမဟုတ်ဘူး तू ယေရှုရဲ့ပပွားတော်ကိုငါတို့တာနဲ့ငါပျောက်မယ်လို့ तू မတို့ခင်မှာ तू ပြောထားပြီးသားဖြစ်နေတယ်ဆိုကျွန်တော်တို့ဖခင်ကိုယုံတဲ့ပုံစံကြီးကအဲ့လိုယုံတတ်ရင်ကျွန်တော်က history maker ဖြစ်ဖို့အရန်လွယ်တယ်ကျွန်တော်နားလည်စေချင်တာသူတို့က history maker ဖြစ်ဖို့ဒီလိုလုပ်ခဲ့တာလည်းမဟုတ်ပါဘူးဒါပေမဲ့ဖခင်ကသင်တို့ကို history maker ဖြစ်စေချင်တယ် hello
တင်တို့ကို history maker ဖြစ်စေချင်တယ်ဖေရဒါဆိုဆရာဘာဖြစ်လို့ history maker ဖြစ်စေချင်တာလဲ history maker ဖြစ်မှာပဲတင်တို့ကိုသူများဖတ်မှာ哦အခုစနေနေ့ပတ်လုံးတွေ့တဲ့ဆွဲတဲ့မိမအကြောင်းကျွန်တော်မဖတ်ရဘူးလားတင်တို့ကမှင်နဲ့ရေးတဲ့စာလည်းမဟုတ်ဘူးတဲ့ကြောက်ပေါ်မှာရေးထားတဲ့စာလည်းမဟုတ်ဘူးတဲ့ခရစ်တော်ရေးထားတဲ့စာတဲ့သူများဖတ်ဖို့တင်တို့လောကမှာထားထားတာသူများကတင်တို့ဖတ်ရမှာသူများကတင်တို့ကိုကြည့်ပြီးတော့မှသင်ယူရမှာသူတော်မှဒီလိုဟလာဖယားကိုယုံလို့တက်တည်ရသွားတယ်ငါလဲဘာဖြစ်လို့တက်တည်မရရမှာလဲဆိုတဲ့သူများဖတ်လို့လွယ်တဲ့သူဖြစ်စေခြင်းနဲ့တင်တို့အာမင်ဆိုဒီစနေပတ်လုံးတွေ့တဲ့ဆွဲတဲ့မိမအကြောင်းကိုကျွန်တော်တို့ဖတ်ရတဲ့အချိန်တိုင်းမှာခွန်အားရမ်းဖြစ်တယ်ဘာလို့သူ့ရဲ့ယုံကြည်မှုဟာသူများနဲ့မတူဘာလို့သူ့ရဲ့ယုံကြည်မှုမတူလဲဆိုတော့ तू စဉ်းစားတဲ့ပုံကမတူလို့ तू စဉ်းစားတဲ့ပုံကဘာလို့မတူဆိုတော့ तू သိထားတဲ့ပုံကမတူဘူး तू သိတာယေရှုခရစ်တော်နဲ့ထိတွေ့တဲ့သူတိုင်းဟာသွားခြင်းနဲ့ပြန်ခြင်းလုံးဝမတူဘူးဆိုတော့ तू ကလုံးဝသိနေတယ်ဆိုကျွန်တော်တို့သိတဲ့ပုံကအရေးကြီးတယ်ကျွန်တော်ဘယ်လိုသိနေတာလဲဖခင်ကျွန်တော်ဖခင်ကိုဘယ်လိုသိတာဥမာပြောပြမယ်ဂိုင်းကနာကသင်ပေးလိုက်တဲ့ယေရှုမဖြစ်စေနဲ့သင်ပြဿနာရှိနိုင်တယ်ဘာသာရေးကသင်ပေးလိုက်တဲ့ယေရှုမဖြစ်စေနဲ့သင်ပြဿနာရှိနိုင်တယ်ပြဿနာဆိုပါလဲဆို limit ရှိတယ်ဘာသာရေးအသင်ပေးလိုက်တဲ့ယေရှုဟာတင်းကိုလဝကတိုင်ပေါ်မှာအသေးခံပေးတယ်၃ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်ဘာသာရေးအရာသင်ပေးတဲ့ယေရှုကိုသင်သိရင်တင်းတော့ဘာမှအကျိုးမရှိဘူးတခုပဲသင်story တခုသိရတယ်လို့ပဲဘာသာရေးကသင်ပေးလိုက်တဲ့ယေရှုဟာသင်အတွက်ဇလန်းတစ်ပုဒ်ပဲဆရာဒေးဗစ်လာကမွေးကလေးကခရစ်ယာန်ဖြစ်ခဲ့တယ်ဒါပေမဲ့ယေရှုရဲ့တတ်တော်စဉ်အကြောင်းလဲခရစ်စမတ်တိုင်းမှာ sorry ယေရှုရဲ့တတ်တော်စဉ်ဟုတ်လားတတ်တော်စဉ်လို့ပဲပြောမလားဒီမွေးဖွားတဲ့အကြောင်းတွေပါတယ်ဟုတ်လားဒါခရစ်စမတ်တိုင်းမှာတို့ကတရုပ်ဆောင်ရတယ်ငငယ်တဲ့အဲ့ဒါဆိုတော့ဘာဖြစ်လာလဲဆိုတော့ Easter Sunday ဆိုရင်ဘာလုပ်ပြီလဲရှင်ပြန်ထမြောက်ခြင်းအကြောင်းဒါတွေကိုဘာလဲကျက်ဥစားတဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းတွေတို့ကပြဇက်တွေလည်းပြန်ပြရပြန်တယ်ကွဆိုတော့ဘာဖြစ်လာလဲဆိုတော့ဘာသာရေးဖျားเจ้าမှာကြီးပြင်းလာတဲ့အခါမှာအကြောင်းတွေအကုန်သိပေမဲ့ဒီထဲမှာဘာမှပြောင်းလဲခြင်းမရှိဘူးအဲ့ဒါကြီးကအရန်ကြောက်เสียကောင်းတယ်အကုန်လုံးသိပြီးတော့မှအထဲမှာဘာတကိုးမှမဖြစ်တာကအဲ့ဒါဘာသာရေးဒီချန်နယ်ပြန်ပြပါမယ်ဖခင်အကြောင်းသိပြီးတော့မှဘာမှတကိုးမဖြစ်ဘူးဆိုရင်အဲ့ဒါဘာသာရေးပဲရှင်းလမ်းနေညီကိုမောင်မလို့မရမှာဆိုလို့ပြန်ပြောမယ်ဖခင်အကြောင်းကိုတော့သိပြီးတော့မှဖခင်အကြောင်းရမ်းသိတယ်တို့ဒါပေမဲ့ဘာတကိုးမှမရှိဘူးတင်တကိုးမရှိတာတင်သိဆုံးဘာတကိုးမရှိတာလဲဆိုတဲ့အခါမှာအရာရာကိုရင်ဆိုင်ရတဲ့စိတ်ဓာတ်တယ်ဘယ်အရာကမှသူ့6လန့်လို့မရတော့ဘဲနဲ့အမြဲတမ်းဝမ်းမြောက်ခြင်းနဲ့ညီတက်ခြင်းနဲ့ရှိနေတဲ့အတ္တဘယ်မုန်တိုင်းကမှသူ့ကိုဘယ်လိုခေါ်မလဲ6လန့်လို့မရတဲ့အတ္တအဲ့ဒီအတ္တတကိုးပါတဲ့အတ္တဟယ်လိုလိုက်ဆိုရအောင်ဖျားခင်ဒီငါတို့အားကြောက်တတ်သောစိတ်သဘောကိုပေးတော်မူသည်မဟုတ်ဖျားကတို့ဘာမပေးဘူးလေကြောက်တတ်တဲ့စိတ်မပေးဘူးဒါပေမဲ့ခရိယန်တွေဖျားเจ้าပုံမှာဘယ်လောက်သွားဘာလို့ကြောက်တာလဲဖျားပေးတဲ့အရာကိုမရဘဲနဲ့ဘာသာရေးပေးထားတဲ့အရာပဲရတယ်ဘာလို့တိလားတို့တွေငယ်ငယ်တုန်းကဘာသာတရားထဲမှာရှိတဲ့အချိန်တုန်းကကြောက်တယ်ဘာကိုကြောက်လဲသိလားသေရမှာကြောက်တယ်
နင်တို့ဖယားเจ้าပုံမှန်သွားဖယားเจ้าပုံမှန်တက်စုမှန်တောင်းကျမ်းစာမှန်ဖအဲ့ကြရင်တော့နင်တို့ကသိရင်တော့ကောင်းကင်နိုင်ငံရောက်မယ်ဆိုတဲ့အကွက်မျိုးသင်ပေးခဲ့တယ်တလွေခမရအတတ်မရှိတဲ့လူတယောက်ကဘလောက်ကျမ်းစာဖတ်အရတာမရှိဘူးဘလောက်ဆုတောင်းတကိုးမပါဘူးဘာလို့သိလားအဲ့ဒါဘာသာရေးခရိယန်တယောက်ကဆုတောင်းရင်ဘာမှအရတာမရှိဘူးဘာသာရေးသမားတယောက်ကကျမ်းစာဖတ်ရင်ဘာဖွင့်ပြခြင်းမှမရှိဘူးဘာဖွင့်ပြခြင်းမှမရှိဘူးဆိုကြာလာတော့ဘာဖြစ်လာလဲဘာသာရေးသမားတယောက်ကခရိယန်ဘာသာထဲမှာရှိတဲ့လူတယောက်ကဆုတောင်းတာဘာလို့ပြင်းတာလဲဆုတောင်းခြင်းတကူမခံစားလို့ပြန်ပြောမယ်ခရိယန်တွေတော်များဆုတောင်းတဲ့အခါမှာမပြောဘူးဘာလို့မပြောတာလဲဆိုတော့ဆုတောင်းခြင်းရဲ့တကူကိုမခံစားရလို့ဒါကြောင့်လိုက်ဆိုရအောင်ကျွန်တော်နောက်ကနေကိုယ်ွယ်ခြင်း၌မွေးလျော်ရောင်ဆောင်၍မွေးလျော်ခြင်းတကူကိုညင်းပယ်တော်သူဖြစ်ကြလိမ့်မယ်ဆိုတော့ကိုယ်ွယ်ခြင်းမှာဘာရှိလဲတကူရှိတယ်ဘာရှိလဲကိုယ်ွယ်ခြင်းမှာဘာရှိလဲတကူရှိတယ်ဒါပေမဲ့ကိုယ်ွယ်ခြင်းမှာတကူရှိပေမဲ့ကိုယ်ွယ်ခြင်းမှာလွတ်မြောက်ခြင်းရှိတယ်ကိုယ်ွယ်ခြင်းမှာတကူရှိတယ်ကိုယ်ွယ်ခြင်းမှာဟလာခြားနာမှုတွေထူးခြားမှုတွေအများကြီးရှိတယ်ဒါပေမဲ့ဒီနေ့ဘုရားကျောင်းလာတဲ့အခါမှာဘာမှထူးခြားခြင်းတွေမတွေ့ရဘူးဆိုရင်အဲ့ဒါကဘာသာရေးဘုရားကျောင်းတွေအဲ့တိုင်းပဲဖြစ်နေလို့ဘာတွေရလဲဘာသာရေးတွေတိမောသေဩဝါဒစာဒုတိယဆောင်ခန်းကြီး3လိုက်ဆိုရအောင်အငယ်4လောက်ကနေ4အဆုံးလောက်မှာဖျားဝတ်၌မွေးလျော်ရောင်ဆောင်၍ပြောရအောင်ဖျားဝတ်၌မွေးလျော်ရောင်ဆောင်၍ဖျားဝတ်၌ဘာဖြစ်လဲမွေးလျော်ရောင်ဆောင်၍ဥစ္စာနည်းနည်းများနေဆိုတဲ့အရင်များနေ gain ကိုပြန် short လိုက် reverse လေးနဲ့လေးတင်ပေးလိုက်ဆိုရအောင်ဖျားဝတ်၌မွေးလျော်ရောင်ဆောင်၍goodမွေးလျော်ခြင်းတကူကိုညင်းပယ်တော်သူကြာဖြစ်ကြလိမ့်မည်ဆိုတော့ပြောရအောင်ဖျားဝတ်၌ပါလဲကွမွေးလျော်ရောင်ဆောင်တယ်ဒီနေ့အပြင်ပြောရင်ပါလဲဆိုတော့တင်ကျမ်းစာဖတ်တယ်ကွဘာလို့ဖတ်တာလဲဘာလို့ဖတ်တာလဲခရိယာမို့လို့ဖတ်တယ်ဆိုရင်မှားတယ်မဖတ်ပဲမနေနိုင်လို့ဖတ်တယ်ဆိုရင်တော့တင်အသက်ရှိနေပြီကိုပြန်စမ်းစစ်ကြရအောင်ဒီနေ့မဖတ်ပဲမနေနိုင်ဘူးမနှက်ထတာနဲ့ကျမ်းစာကိုမဖတ်ပဲမနေနိုင်ဘူးမနှက်ထတာနဲ့ဟလာခလေးတယောက်ကနှုတ်စာတကယ်တော့တင်စာနေပြီဆိုရင်တင်တကယ်အသက်ရှိနေပြီတင်ဘာအသက်လဲဆိုတော့ဖယသက်မိဘကပေးတဲ့အသက်ပဲရှိပြီးတော့မှဖယားအသက်မရှိထားဘူးဆိုရင်ဖယားအသက်မရှိထားဘူးဆိုရင်သင်ကဖယားနဲ့ပတ်သက်တဲ့အရာတွေကိုဘာမှစာငတ်ခြင်းမရှိဘူးမိဘကမွေးလာတဲ့ခလေးတစ်ယောက်ကမွေးလာရင်နှုတ်ကိုစားတယ်ဒုတိယမွေးခြင်းခါနဲ့ဖယားသားသမီးတွေကနှုတ်ကပတ်တော်ကိုစားတယ်သင်စစ်မှန်တဲ့ပြောင်းလဲသောသူတယောက်ဆိုတာကအရက်ပြတ်တာဆက်လိပ်ပြတ်တာမကောင်းတာတွေရက်သွားတာကအဲ့ဒါကစစ်မှန်တဲ့ပြောင်းလဲခြင်းမဟုတ်ဘူးအဲ့ဒါအကျင့်ပြောင်းတာအတ္တတာပြောင်းတာမဟုတ်ဘူး
အကျင့်ပြောင်းတာနဲ့အတ္တတာပြောင်းတာမတူဘူးအကျင့်ပြောင်းပြီးတော့အတ္တတာမပြောင်းတဲ့သူတွေအများကြီးပဲဒါပေမဲ့အတ္တပြောင်းရင်တော့အကျင့်ပြောင်းသွားတာဒါပေမဲ့အကျင့်ပြောင်းလို့အတ္တမပြောင်းဘူးအတ္တတာမပြောင်းဘူးဆိုတော့မိဘကမွေးဖွားလို့မိဘရဲ့မွေးဖွားခြင်းနဲ့ကြည်ဟလာမွေးလာခဲ့ရတဲ့သူတယောက်ကနှုတ်ကိုစားတယ်အရွယ်ရောက်လာရင်ကြည်ခဲတဲ့အစာကိုစားခြင်းတယ် very good ဒီစစ်မှန်တဲ့ပြောင်းလဲသူဟုတ်လားမဟုတ်လားဆိုတာကိုသင်ဘယ်အရာနဲ့သိနိုင်တယ်လဲဆိုရင်သင်ကတကယ်ဖယားအသက်ရှိနေတဲ့သူမှန်နေဆိုရင်သင်ပထမဆုံးသင်တောင်းတမှာကဖယားရဲ့နှုတ်ကပတ်တော်ဖယားရဲ့နှုတ်ကပတ်တော်ကိုသင်စာငတ်ခြင်းမရှိဘူးကျမ်းစာကိုသင်ကဖတ်ရမှာပြင်းနေသေးတယ်ဆုတောင်းမှာပြင်းနေသေးတယ်ဆိုရင်တန်ရှင်းသောဝိညာဉ်တော်ရဲ့တိုးထိခြင်းသင်လို့အပ်နေပြီဟယ်လိုတန်ရှင်းသောဝိညာဉ်တော်ရဲ့မဆခြင်းမရှိဘဲနဲ့တော့သင်ဘလို့မှမပြောင်းလဲနိုင်ပါဘူးခင်ဗျသင်ဟာကဲတင်ချင်းနဲ့ပတ်သက်တဲ့သင်တန်းတွေကိုသင်အခါတရာတက်ပါကဲတင်ချင်းနဲ့ပတ်သက်တဲ့သင်တန်းတွေကိုအခါတရာအခါ200တက်ပါတကယ်ကဘာကျော်ဆရာကြီးတွေသင်တဲ့ဟာကိုလည်းတက်ပါတက်လို့ရှိရင်သင်ပါတိသွားမလဲဆိုတော့ကဲတင်ချင်းသင်တန်းကိုသင်အခါတရာလောက်တက်ပြီးသွားရင်သင်ကဲတင်ချင်းကိုသူများကိုပြန်လဲရှင်းပြသင်ပြနိုင်တဲ့လူတစ်ယောက် number 1အောင်ဖြစ်သွားနိုင်တယ်ဒါပေမဲ့သင်အထဲမှာငါကဲတင်ချင်းရပြီဆိုတဲ့ရှင်းလင်းတဲ့စိတ်တနည်းအားဖြင့်ငါဟာဖယားသားသမီးဖြစ်ပြီဆိုတဲ့အာမခံချက်အထဲမှာအဲ့ဒီအရာကဝိညာဉ်တော်မမစပဲနဲ့မရပါဘူးခင်ဗျာဒါကြောင့်လူတစ်ယောက်ရဲ့စစ်မှန်တဲ့ပြောင်းလဲခြင်းဟာဝိညာဉ်တော်ရဲ့မဆခြင်းနဲ့မှာပဲမှတ်နေဝိညာဉ်တော်ရဲ့မဆခြင်းမရှိဘဲနဲ့ဒါကြောင့်ဒီမှာရှိတဲ့ညီကိုမောင်တို့ကစူးစမ်းပြီးတော့အကောင်းဆုံးလုပ်တာထက်သင်ဝိညာဉ်တော်များများအားကိုးတတ်တဲ့သူဖြစ်ဖို့ဖခင်အလိုတော်ရှိတာအာမင်ဆရာအနေနဲ့ဘာသင်ပေးခြင်းလဲဆိုတော့ဘာသာရေးထဲမှာလုံးလေချလဲလိုက်ပြီးတော့ဘာသာရေးထဲမှာအသက်မရှိတဲ့ဘာသာထဲမှာဘာသာရေးထဲမှာသင်နေတာထက်တကိုးနဲ့အသက်ရှင်တဲ့သူတွေဖြစ်ဖို့ဆရာက The Light Worship Center တွေကိုစတာဖြစ်တယ်ဆရာအဓိကရည်ရွယ်ချက်ကဘာလဲဆိုတော့တကိုးနဲ့အသက်ရှင်တဲ့သူတွေဖြစ်စေချင်တယ်တကိုးမပါလာရင်သင်လူလောကကပြောတဲ့စကားတစ်လုံးနဲ့သင်သေခြင်းစိတ်ပေါက်သွားနိုင်တဲ့အကွက်တွေအများကြီးဖြစ်သွားနိုင်တယ်သင်တကိုးမရှိရင်ဟိုလူတစ်မျိုးပြောဒီလူတစ်မျိုးပြောနဲ့သင်မကြခင်မှာသင်လောကမှာအသက်ရှင်ခြင်းစိတ်မရှိတဲ့အကွက်တွေဖြစ်လာလိမ့်မယ်သင်တကိုးမပါဘဲနဲ့သင်ခရိယန်တတ်တာကိုအသက်ရှင်လို့မရနိုင်ဘူးအာမင်ဆိုနံပါတ်1အနေနဲ့သင်သိရမှာကသင်ဟာဒုတိယမွေးခြင်းခံရဖို့အရေးကြီးတယ်နံပါတ်1အနေနဲ့သင်အဖေအမေဟလာခရိယန်ဖြစ်လို့သင်ခရိယန်ဖြစ်လာတယ်ဒါပေမဲ့သင်ဒုတိယမွေးခြင်းခံဖို့လိုကိုလိုအပ်တယ်ဖယားကိုယ်တိုင်သင်ကိုမွေးဖွားပေးတာလိုအပ်တယ်အာမင်အာမင်ဆိုတော့သင်ကောင်းကောင်းသဘောပေါက်မှာကိုတော့ကျွန်တော်ကျမရဲ့တက်တာထဲမှာရိုးရာထုံတန်းစင်လာတလေနေမသွားချင်တော့ဘူးဘာသာရေးခရိယန်ဆိုတာစိတ်ညစ်စရာရမ်းကောင်းတယ်ဘာသာရေးခရိယန်ဆိုတာကဘာမှအသက်မပါတဲ့ခရိယန်ပဲဘာသာရေးခရိယန်ဆိုတာကအနာဂတ်မရှိတဲ့ခရိယန်ပဲဒါပေမဲ့ဒိုးတွေကဖယားခွဲခတ်မှတ်သားချင်းခံထားရပြီးတော့မှအင်မတန်မှအရေးကြီးတဲ့ပုံကိုယ်တွေဖြစ်တယ်ဖယားနိုင်ငံတော်အတွက်
အာမင်ဒါပေမဲ့တော်တော်များများကဘာဖြစ်တယ်လဲဆိုရင်လှည့်စားခြင်းခံနေရတယ်လှည့်စားခြင်းခံနေရတယ်ဘာလို့တိလာညီကိုမောင်မတို့ဖယားသခင်ရဲ့ဒီနှလုံးသားကြီးကိုမသိတာအခုခရိယန်တွေတော်တော်များများကနမိတ်လက္ခဏာတွေကိုအယံနမိတ်လက္ခဏာတွေကိုအယံဘယ်လိုဖြစ်လဲနမိတ်လက္ခဏာမရှိတာမဟုတ်နော်နမိတ်လက္ခဏာရှိတယ်နော်ဒါပေမဲ့နမိတ်လက္ခဏာဝါဖြစ်နေတာကြီးမဟုတ်ဘူးခင်ဗျနမိတ်လက္ခဏာကြောင့်လူပြောင်းလဲတာမဟုတ်ဘူးနမိတ်လက္ခဏာကြောင့်လူပြောင်းလဲတယ်ဆိုရင်အဲ့ဒီပြောင်းလဲမှုကမမြဲဘူးပြန်ပြောမယ်နမိတ်လက္ခဏာကစစ်မှန်တဲ့ယုံကြည်မှုမပေးနိုင်ဘူးခေတ္တခဏယုံကြည်မှုပဲပေးတာဒီနေ့ခရိယန်တွေတော်တော်များများတကဘာလုံးမှာရှိတဲ့ယုံကြည်သူတွေရောဆရာပြောပြရှင်တယ်နမိတ်လက္ခဏာကြောင့်သာလူပြောင်းလဲမယ်ဆိုရင်ဣသလလူမျိုးတွေတကယ်ပြောင်းလဲမှာဣသလလူမျိုးတွေကိုဖယားသခင်ကနမိတ်လက္ခဏာနဲ့အကြီးကျယ်ဆွဲထုတ်ခဲ့တာနော်ဖယားသခင်သူ့လက်တော်ရောဣသလလူမျိုးတွေကိုပြတဲ့အနေနဲ့ဘယ်နှကြိမ်နမိတ်လက္ခဏာအရင်ပြလဲအေဂုတုပြန်မထွက်ခင်မှာဗျာ10ကြိမ်ခေါင်းမာတဲ့ဖာရောပြတယ်ငါဖယားဆိုတာ10ကြိမ် okay နောက်ဆုံးဖယားပြတာရှင်းတယ်နော်နောက်ဆုံးအနေနဲ့တော့ဘာလုပ်လိုက်လဲဆိုတော့သားဦးတွေကိုအကုန်လုံးတန်ခတ်လိုက်တယ်ဖယားသားဦးတွေဘာလုပ်လိုက်လဲတန်ခတ်လိုက်တယ်အတိတ်ပဲအများကြီးရှိတယ် study လုပ်ရင်းလုပ်နေပိုတိလာတာအောဘွယ်ရပဲဖယားရဲ့နှုတ်ကပတ်တော်ကြီးကတိတ်နတ်နဲလုံးနဲ့ထားလိုက်အဲ့ဒါနောက်မှရှင်းပြသူရဲ့ဖယားကဖာရောရဲ့ဟာလာဒီ Egyptian ရဲ့တာဦးတွေအကုန်လုံးတန်ခတ်လိုက်တယ်အဲ့ချိန်မှာသူတို့လုံးဝကြောက်တယ်ထွက်သွားခိုင်းတယ်ဘယ်လောက်ထိကြောက်လဲဆိုရင်သူတို့မှရှိမြဥစ္စာတွေပါအကုန်လုံးယူသွားခိုင်းတယ်ဒါနဲ့ဣသရေလလူမျိုးတွေကြွယ်ဝခြင်းနဲ့ထွက်သွားတယ်အနှစ်400ကျော်ကျွန်ခံရပေမဲ့အေဂုတုပြန်နေပြန်ထွက်သွားတဲ့အခါမှာကြွယ်ဝခြင်းနဲ့ပြန်ထွက်သွားတယ် Come on ဖယားသခင်အမှတ်ထားညီကိုမောင်မတို့သင်ကိုဘယ်ကြုံမှမဖြစ်စေချင်ဘူးဖယားသူ့ရဲ့သားသမီးဖြစ်တဲ့ကြောင့်သင်ကိုဘယ်ကြုံမှမဖြစ်စေချင်ဘူးကျွန်တော်တို့ကြုံမဟုတ်ပါဘူးလို့ပြောလိုက်မယ်သင်ကြောက်နေရင်ကြုံမယ်သင်အရာတစ်ခုအသင်ကြောက်နေပြီဆိုရင်အဲ့ဒါကြုံရဲ့လက္ခဏာကြောက်တယ်ဖယားသခင်ကတဲ့ကြောက်တတ်သောကြုံရဲ့သဘောကိုပေးတာမဟုတ်ဘူးတဲ့အာဘာအဖလို့ခေါ်ရတဲ့ဗာလဲအခွင့်ကိုတို့ဖယားပေးထားတာတဲ့ဆိုတော့ကြုံရဲ့သဘောလို့ပြောလိုက်ရတယ်အဲ့လိုမပြောဘူးကြောက်တတ်သောကြုံရဲ့သဘောတဲ့ကြုံဆိုတာအမြဲတမ်းပါလေတခုခုကိုကြောက်လန့်နေတယ်ငါဘာဖြစ်တော်မလဲမသိဘူးငါဘာဖြစ်တော်မလဲမသိဘူးငါဘာဖြစ်တော်မလဲမသိဘူးဆိုတော့ကြောက်နေတဲ့သဘာဝကဘသူရဲ့သဘာဝလဲဖယားသားသမီးရဲ့သဘာဝမဟုတ်ပဲနဲ့ကြုံရဲ့သဘာဝဖြစ်နေဒါဆိုရင်သင်တခုခုသင်ကြောက်ရွံ့နေသေးတယ်ဆိုရင်သင်ဖယားသားသမီးရဲ့တဒံမဟုတ်ဘူးသင်တခုခုကိုကြောက်နေသေးတယ်ဆိုသင်ကြုံရဲ့တဒံဖြစ်နေဆိုသင်ကကြုံစိတ်ဓာတ်ဖြစ်နေတယ်ဒါကြောင့်မှတ်ထားညီကောင်မောင်မဣသလလူမျိုးတွေဟာကြုံစိတ်ဓာတ်မပြောက်လို့အေဂုတုပြည်ကထွက်လာတော့ညာလဲကြုံဘဝလွတ်မြောက်တော့ညာလဲခန္ဓာပြည်မဝင်အောင်ကြောက်တဲ့စိတ်ကဖျားပေးတဲ့မင်္ဂလာတွေကိုမဝင်စားစေဘူးဒါပေမဲ့ဒီလောကကြီးကသင်ကိုဖျားပြင်ဆင်ထားတဲ့မင်္ဂလာထဲကိုမဝင်စားရအောင်အမြဲတမ်းအခြေအနေတွေနဲ့သင်ကိုဆွဲချပြီးတော့မှကြောက်တဲ့စိတ်ကိုပေးခြင်းတယ်တော့အဘယ်သူရဲ့ကြုံမှခန္ဓာဖျားမကြိုက်ဘူးကြုံရဲ့သဘောတဘာဝကြောက်တယ်ဖ
ရားသားရဲ့သဘောတဘာဝအမြဲတမ်းတကိုးပါတယ်ဖျားခင်ဒီငါတို့ကကြောက်တတ်သောစိတ်သဘောကိုဆိုတော့ကြောက်တတ်တဲ့စိတ်သဘောကဘယ်ကလာတာလဲကျွန်ရဲ့သဘာဝနဲ့လာတာဖျားကတို့ဘာပေးလဲတကိုးပါတဲ့စိတ်ချစ်တတ်တဲ့စိတ်ရှင်းလင်းတဲ့စိတ်ကိုပေးတယ်ဆိုဖျားသားသမီးရဲ့တဘာဝကဘာရှိလဲတကိုးပါတဲ့စိတ်ချစ်တတ်တဲ့စိတ်ရှင်းလင်းတဲ့စိတ်ကိုပေးတယ်ဆိုဖျားသားသမီးမှန်ရင်တင့်ထဲမှာဒီ၃ချက်ကရှိနေရမယ်နံပါတ်1ပါစိတ်နံပါတ်2နံပါတ်3ဖျားသားသမီးမှန်ရင်ဒီ၃ခုရှိတယ်သင်ကြောက်နေသေးတယ်ဆိုရင်သင်ကျွန်တဘာဝဖြစ်နေတယ်အဲ့ဒါဆိုရင်ဝမ်းနည်းစရာကောင်းတာအဲ့ဒီကြောက်တဲ့စိတ်ကသင်ကိုဖျားပြင်ဆင်ထားတဲ့မင်္ဂလာထဲကိုမဝင်စားစေဘူးအဲ့ဒီကြောက်တဲ့စိတ်ကသင်ကိုအမြဲတမ်းဆုံးဖြတ်ချက်မှားအောင်လုပ်လိုက်မယ်နားလည်ထားညီကိုမောင်မတော်ဖျားကသင်ကိုဉာဏ်ပညာပေးတယ်အဲ့ဒီဉာဏ်ပညာနဲ့သင်ကဆုံးဖြတ်ချက်ချတာဖြစ်တယ်ဒါမဲ့သင်ကကြောက်တတ်တဲ့စိတ်ကိုသင်အခွင့်ပေးလိုက်ရင်သင်ဆုံးဖြတ်ချက်ချတာမှားပြီသင်ဆုံးဖြတ်ချက်ချတာမှားရင်တော့အဲ့ဒါသင်နဲ့ပဲဆိုင်တယ်ဖျားနဲ့မဆိုင်တော့ငါလူတို့ဒီပညာနဲလို့ဆုံးရှုံးတယ်ဆိုတာကဘာကိုပြောတာလဲဆိုတော့ဒီအရာကိုနားလည်ဖို့ဆရာခုနပြောပြနာသင်ကကြောက်တတ်တဲ့စိတ်ကသင်ကိုလွှမ်းမိုးတဲ့အခါမှာဘာဖြစ်လဲသင်ဘာမလုပ်ရတော့မလုပ်ရဲတဲ့အခါမှာဘာဖြစ်လဲဖျားပြင်ဆင်ထားတဲ့နယ်နမိတ်ထဲကိုမဝင်စားရအောင်ဖျားခန္ဓာပြည်ထဲကိုဝင်ရတဲ့အခွင့်ပေးထားပြီးသားမဟုတ်ဘူးလားဒါပေမဲ့ဘယ်အရာကသူတို့မဝင်စေတာလဲကြောက်တတ်တဲ့စိတ်ဘသူ့ကိုကြောက်တာလဲအခြေအနေကိုဘသူ့ကိုကြောက်တာလဲအဲ့ဒီအနာကလူတွေကိုသွားကြောက်တယ်ဒါဆိုတော့သူတို့အထဲမှာဘာမရှိဘူးလဲတကိုးပါတဲ့စိတ်မရှိဘူးဆိုတော့သူတို့ကဖျားရဲ့သားသမီးတွေဖြစ်လင့်ကစားဖျားရှိစေခြင်းနဲ့အရာမရှိဘူးဘယ်လောက်ဝမ်းနည်းစရာကောင်းလဲမကြီးစရာနားလည်အောင်ရှင်းပြမယ်ဖျားပြင်ဆင်ထားတဲ့မင်္ဂလာကိုရယူဖို့ရန်အတွက်တင်ကြောက်တတ်တဲ့စိတ်နဲ့ယူလို့မရအောင်ကြောက်တတ်တဲ့စိတ်ရဲ့စန့်ကျင်ဘက်ကဘာလဲဆိုတော့ယုံကြည်ခြင်းရဲ့စန့်ကျင်ဘက်ကကြောက်တတ်ခြင်းဒါဆိုတော့တင်ကြောက်တယ်ဆိုတဲ့တင်ပါမရှိလို့လဲယုံကြည်ခြင်းမရှိလို့ဆိုတော့လိုက်ဆိုရအောင်ယုံကြည်ခြင်းမရှိရင်ဖျားခင်စိတ်တော်နဲ့မတွေ့နိုင်ဆိုညီကိုမောင်မတို့စဉ်းစားကြည့်ယုံကြည်ခြင်းမရှိရင်ဖျားစိတ်တော်နဲ့မတွေ့နိုင်ဘူးဆိုတော့ယုံကြည်ခြင်းမရှိရင်သူ့မှာဘာရှိပြီလဲကြောက်တတ်တဲ့စိတ်ရှိပြီကြောက်တတ်တဲ့စိတ်ရှိရင်သူ့မှာဘာမရှိဘူးလဲယုံကြည်ခြင်းမရှိတော့ကြောင့်ဖျားစိတ်တော်နဲ့မတွေ့တော့ကြောက်ရွံ့ခြင်းကဆုံးရှုံးခြင်းရဲ့အစပဲယုံကြည်ခြင်းကအောင်မြင်ခြင်းရဲ့အစပဲအာမင်ဒါတွေကိုသင်နားမလည်ဘူးဆိုရင်သင်ကကြောက်ရွံ့ခြင်းဆိုတာကဒါဘယ်လိုခေါ်မလဲဒါကစိတ်ခံစားမှုတစ်ခုပဲလို့သင်ထင်ရင်သင်မှားသွားလိမ့်မယ်ကြောက်တတ်တဲ့စိတ်ကသင်ဘဝကိုဖျက်ဆီးမဲ့အရာကြီးကြောက်တတ်တဲ့စိတ်ကအဲ့ဒါမှတ်ထားညီကိုမောင်မ fear is not just a title fear is a spirit fear is a spirit fear ဆိုတာကဝိညာဉ်ပဲအကောင်ဟာအဲ့ဒါဝိညာဉ်ဆိုတော့တင်းရဲ့ life မှာအဲ့ဒီကြောက်တဲ့စိတ်ကြီးနဲ့တင်းအသက်ရှင်လို့မရဘူးအဖေကပြောလေတကိုးပါတဲ့စိတ်ချစ်တတ်သောစိတ်ရှင်းလင်းသောစိတ်ကိုငါပေးတယ်ငါမပေးတဲ့အရာမင်းမှာဘာလို့ရှိနေတာလဲမြင်လားမသိညီကိုမောင်မတို့ဆိုတော့ငါမပေးတဲ့အရာဘာလို့ရှိတာလဲဆိုတော့ငါပေးတဲ့အရာဘာလဲဆိုတာမသိလို့
ဥမာဆိုပါစို့ဣသလလူမျိုးတွေကိုဖျားသခင်ကအဲ့ဂရုပြန်နေဆွဲထုတ်တယ်ဆွဲထုတ်ပြီးတဲ့အခါမှာရန်သူတွေအနောက်ကနေလိုက်လာတာရန်သူတွေအနောက်ကလိုက်လာတာမြင်လဲမြင်သူတို့ကြောက်ပြီအရန်ကြောက်တယ်ကြောက်တော့ဘာလို့ဆိုမောရှေကိုဘာလို့လဲမောရှေကိုပြောကြတယ်ငါတို့ဘာဖြစ်လို့ခေါ်လာလဲအဲဂရုပြည်မှာတင်းကြိုင်းမရှိလို့လားငါတို့ဒီမှာသေရတော့မှာလားဘာလို့ပြောတာလဲကြောက်လို့ဘာလို့ပြောရလဲကြောက်လို့ကြောက်တဲ့စိတ်ကအမြဲတမ်းလူကို complain ပဲဖြစ်စေတယ်ကြောက်တဲ့စိတ်ကအမြဲတမ်းဘာဖြစ်စေလဲ complain ဖြစ်စေတယ်အပြစ်တင်တယ်လူတွေကိုအပြစ်တင်တယ်ကြည်မရဘူးဒါတွေအားလုံးကကျွန်ရဲ့သဘောတဘာဝပဲဆိုတော့ငါတို့ဘာဖြစ်လို့မခေါ်လာတာလဲဘာညာအတင်းသဘောပေါက်အောင်မှာကဖယားသားသမီးတွေဖြစ်တဲ့အရာတိုင်းကကောင်းမှုဗျအာမင်ဘာဖြစ်လို့လဲဆိုတော့သင်ယုံကြည်ထားမှာသင်ရဖယားလက်ထဲမှာရှိတယ်ဆိုတာသင်သိနေရင်သင်ဘာမှကြောက်ရှာမလို့ဒါပေမဲ့သင်ဖယားရဲ့လက်ထဲမှာရှိလို့ရှိမှသင်မသိတော့သင်ကြောက်လိမ့်မယ်သင်ဖယားလက်ထဲမှာတကယ်ရောရှိရလားဆိုတော့ရှိမယ်လို့တော့ထင်တာပဲဆိုရင်သင်သွားပြီဖယားရဲ့လက်ထဲမှာငါရှိမှာပါဆိုရင်သွားပြီဒါဆိုရင်ဖယားလက်ထဲမှာရှိတာကဖယားနဲ့မိတ္တဟာယရှိတဲ့လူကဖယားလက်ထဲမှာရှိတယ်ဆိုတာ तू သိတယ်ဒီနေ့တို့ရဲ့ပြဿနာကဖယားသားသမီးဖြစ်ပေမဲ့ဖယားသားသမီးဖြစ်ချင်းမသိတဲ့သူတွေအများကြီးရှိတယ်သိလားယေရှုယုံကြည်လက်ခံပြီးဖြစ်တော်ညာလဲပဲဒီမှာကြည့်စရာနားလည်အောင်ရှင်းပြမယ်ကဲတင်ချင်းဆုံးရှုံးမယ်လို့သိထားတဲ့သူတွေအများကြီးရှိတယ်ယုံတဲ့သူအများကြီးရှိတယ်အဲ့ဒါယုံတာမှားနာလေဟမ်ကဲတင်ချင်းလိုက်ဆိုရအောင်ဖျားခင်ဤသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရသက်ကိုရစေခြင်းကဖျားခင်သည်မိမိ၌တပါးရီသောသားတော်စွန့်တော်မူသည့်တိုင်လောကီသားကိုချစ်တော်မူ၏ဒါဆိုဖျားဘာလို့ကဲတာလဲတို့ချစ်လို့ very simple ဖျားတို့ဘာလို့ကဲတာလဲချစ်လို့ပြန်ပြောမယ်ဖယားတို့ဘာလို့ကဲတာလဲဆိုတော့တင်ကဘာတူလဲအချစ်ခံတော်သူတင်ကဘာတူလဲတင်ကချစ်တာမဟုတ်တင်ကအချစ်ခံတဲ့သူတင်ရဲ့ဘဝကိုတင်မသိမှဆိုလို့ပြောပြမယ်တင်ကအချစ်ခံတဲ့သူအော်သိမရလားသိမရလားတင်ကအချစ်ခံရတဲ့သူတင်ရုပ်တင်ပြန်ကြည့်ချစ်စရာကိုမကောင်းဘူးဒါပေမဲ့သင်ကအယံအချစ်ခံရတဲ့သူတော်ယုံတန်ယုံလူချစ်တာမို့သင်ဖယားကြီးရချစ်တာအာမင်အာမင်အာမင်မရလိုက်မှဆိုလို့ပြန်ပြောမယ်သင်ကဖယားအယံချစ်ခံရတဲ့သူဖြစ်တယ်ချစ်လို့ဖယားကဘာလုပ်လဲသင်ကိုကဲတယ်ဘယ်သူအဖြစ်ကဲတာလဲယေရှုအဖြစ်ကဲတယ်သင်ဘာတာတင်ကဲလို့မရဘူးဆိုတာသိတော့ကြောင့်ယေရှုခရစ်တော်ကလာကဲပေးတယ်ယေရှုရဲ့နာမည်အဓိပ္ပာယ်ပါလဲကဲတင်ရှင်ယေရှုရဲ့အဓိပ္ပာယ်ပါလဲကဲတင်တဲ့နေရာမှာသွားပြီးရှင်လို့မရဘူးလုံးဝကဲတင်တဲ့နေရာမှာသွားသူ့ရှင်လို့မရ तू က excellent तू က number 1ပဲယေရှုကဲတင်တာရှေ့ကဲတင်ထားတာ hallelujah hallelujah လုံးဝစိတ်ချမှာယေရှုခရစ်တော်ကသင်ရဲ့အပြစ်ကြွေးအားလုံးကိုဆပ်ပေးပြီးသွားပြီအဲ့တော့သင်ယုံကြည်တာနဲ့သင်ကဘာဖြစ်လဲသင်ကထာဝရသက်ရောက်သွားပြီ come on သင်ဘာရောက်သွားပြီလဲသင်ဘာရောက်သွားပြီလဲဘုရားခင်သားတော်ယုံကြည်တော်သူပေါင်းပျက်စီးခြင်းတို့ဘာရလဲပြောဘာအသက်
ယေရှုကိုယုံကြည်လက်ခံပြီးဘာကိုယုံကြည်တာလဲဘာကိုယုံတာလဲယေရှုကသင်ရဲ့အပြစ်ကြွေးတွေအားလုံးကိုဘာလို့လဲအကုန်ဆက်ပေးပြီးဖြစ်တဲ့အတွက်ကြောင့်သင်ရဲ့အပြစ်ကြောင့်ဘယ်ကိုသွားမှာလဲငရဲကိုသွားမယ်ဒါပေမဲ့အပြစ်ရခသေခြင်းဒါပေမဲ့ယေရှုခရစ်တော်ကအဲ့ဒီသေခြင်းကိုခံသွားတယ်ဆိုတော့သင်ရဲ့ဝတ်ကြွေးဝတ်နာချိန်ချင်းအမင်္ဂလာသင်ရဲ့အပြစ်တွေအားလုံးကိုယေရှုကသူ့အကုန်ခံသွားပေးတယ်အပြစ်ရခသေခြင်းကိုသူခံသွားပေးပြီးတော့မှသူကလဝကတယ်မှာသေခံတယ်ဒါပေမဲ့သူကဖျားစေဖျားမှန်ဖြစ်တော့ကြောင့်3ရက်မြောက်တဲ့နေ့မှာရှင်းပြထားမြောက်တယ်အာမင်အဲ့ဒါပုံမြင်မဟုတ်ဘူးအဲ့ဒါပုံမြင်မဟုတ်ဘူးအဲ့ဒါကတကယ်ကိုတတ်တည်နဲ့အတူဖျားလှုပ်ဆောင်ခဲ့တာဖြစ်တယ်အာမင်ဆိုယေရှုငါအဖြစ်ကြွေးအလုံးစပ်ပေးပြီးဆိုတာသင်ကယုံကြည်လက်ခံလိုက်တာနဲ့ဘာဖြစ်ပြီလဲသားတော်ကိုယုံကြည်တော့သူပေါင်းလို့ဒီပျက်စီးခြင်းတော့သင်ရဲ့ဝတ်ကြွေးဝတ်နာတဲ့အလုံးဘသူအကုန်ယူသွားပြီလဲဘသူယူသွားပြီလဲယေရှုယူသွားဖြစ်တဲ့အတွက်ကြောင့်သင်မှာဘာမရှိတော့ဘူးလဲဘာအပြစ်မှမရှိတော့ come on ပြောဘာမရှိတော့လဲသင်ပြည့်ကြွေးအလုံးဘသူစပ်ပေးပြီလဲဘသူစပ်ပေးပြီလဲယေရှုစပ်ပေးပြီးတော့ဖြစ်တဲ့အတွက်ကြောင့်တင်ပျက်စီးခြင်းတို့ရအောင်မလားတင်ပါရသွားပြီလေထာဝရတက်ကိုရစေဖို့ဖခင်လုပ်ပေးခဲ့ပြီအာမင်ဆိုယေရှုယုံကြည်လက်တဲ့တင့်ထဲမှာဘာရှိလဲထာဝရတက် come on ဘာရှိလဲသေမထာဝရတက်ရတာမို့ယေရှုရတဲ့နေ့ကနေစတော့ထာဝရတက်ကိုရပြီယေရှုရတဲ့နေ့ကနေစတော့ဘာရပြီလဲသေမရတာမို့ယေရှုယုံကြည်တဲ့နေ့ကနေစတော့ထာဝရတက်ကိုရပြီအာမင်သင်တို့ထာဝရတက်ကိုပိုင်ဆိုင်ရသောသူတွေဖြစ်သွားပြီ Come on Hallelujah Hallelujah လဝကတဲ့အကြောင်းကိုနားမလည်ဘဲနဲ့ခရစ်ယာန်ဖြစ်ပြီးတော့ယေရှုယုံနေဆိုအလကားအဲ့ဒါလဝကတဲ့မှာယေရှုပြုလုပ်ပေးခဲ့တဲ့အရာကိုသင်ကသဘောပေါက်နားလည်ပြီးတော့မှယေရှုယုံကြည်လက်ခံတယ်ဆိုအဲ့ဒါအမှန်ဟုတ်ပြီလားဆိုလဝကတဲ့မှာယေရှုသင်ရဲ့ပြည့်ကျွေးအလုံးစပ်ပေးပြီလားသင်လဝကတဲ့မှာသင်အကျွေးတွေအကုန်လုံးစပ်ပေးပြီလားသင်လှုပ်ရှားလို့သေးလားသင်ဘာသာသင်ကြိုးစားလို့မရနိုင်တဲ့ဟာဘယ်သူလာလှုပ်ပေးလဲလှုပ်ပေးတဲ့ယေရှုယုံကြည်တဲ့နေ့နဲ့ဆောက်သင်ဘာဖြစ်သွားပြီလဲထာဝရတက်ကိုရပြီးတော့ဘယ်သူဖြစ်သွားပြီလဲဖယားသားဖြစ်သွားပြီဖယားသမီးဖြစ်သွားပြီအာမင်ရှင်လားရှင်းပါသလားဒီလောက်လွယ်လိုက်တာဟုတ်တယ်ခတ်ခဲတဲ့ဟာအားလုံးယေရှုကိုလှုပ်သွားပြီးသွားပြီဖယားကလွယ်တဲ့ရောက်ထားပေးခဲ့တယ်ဒါပေမဲ့လောကသားတွေအတွက်ကယုံဖို့အခက်ခဲဆုံးဖြစ်နေတာလွယ်လွန်းလို့ခတ်နေတာအလွယ်ဆုံးအရာကိုယေရှုလုပ်ပေးပြီးသွားပြီအာမင်ဟာလေလုယာစိတ်ချလားစိတ်မချရင်တော့အလကားပဲမတတ်နိုင်ဘူးဆိုဟုတ်ပြီဖျားကိုယုံကြည်သွားပြီဒါပေမဲ့နောက်ခဏနေယေရှုယုံကြည်ပြီးတော့ထာဝရတက်ရသွားပြီကွယ်ဒါပေမဲ့သင်ရဲ့ကျမ်းစာမဖတ်ဘူးဆုမတောင်းဘူးအသင်းတော်မလာဘူးကျမ်းစာမခံယူဘူးနှုတ်ကပတ်တော်၌ဝိလျော်ခြင်းမရှိဘူးဖယားသခင်နဲ့မိတ္တဟာယမရှိဘူးဆိုရင်ယေရှုဘာဖြစ်လာမယ်ထင်လဲသင်ရထားတဲ့ကယ်တင်ခြင်းတော်မှာဆုံးရှုံးမယ်လို့သင်ထင်သွားအောင်ငါ့ကိုဖယားချစ်မှချစ်တယ်လားဆိုအတွေးခေါ်တွေဝင်လာပြီအဲ့ဒါမိတ္တဟာပြတ်တဲ့အတ္တကယ်တင်ခြင်းမရတာမဟုတ်ဘူးမိတ္တမရှိတဲ့အခါမှာကိုဖြစ်ခြင်းကိုမသိတော့တာမကြည့်ဆရာပြောပြမယ်ဒီပေခန်းကြီးတဲ့2 Peter chapter 1မိတ္တဟာယပြောမိတ္တဟာယအာမင်မိတ္တဟာရေးကြည့်တယ်အငယ်30နှစ်ပေခန်းကြီး1အငယ်30အလုံးပါထိုးကြညီကိုတို့သင်တို့ခံရသောခေါ်တော်မူခြင်းနှင့်ရွေးချယ်တော်မူခြင်းကိုတည်မြဲစေခြင်းကတာ၍ကြိုးစားအားထုတ်ကြတာ၍ကြိုးစားလို့ဆိုတဲ့ဟာကိုတေချာလေ့လာတဲ့အခါမှာမိတ္တဟာဖွဲ့ခြင်းကိုပြောနေတာဖြစ်တယ်။ဘာဖြစ်တာလဲမိတ္တဟာဖွဲ့ခြင်းနှုတ်ကပတ်တော်နဲ့မိမိရဲ့တတ်တာကိုတိဆောက်ခြင်းပြီးတော့မှချီးမွမ်းခြင်းတို့လုပ်ရမယ့်အရာကညီကိုမောင်မတို့တကယ်ချီးမွမ်းတိုင်အရန်တကူပါတယ်နော်အာမင်ဖခင်เจ้าတပတ်တခါတခြင်းလာဆိုတာကအဲ့ဒါချီးမွမ်းကိုးကွယ်နေတာမဟုတ်ဘူးအဲ့ဒါကအစီအစဉ်တစ်ခုထဲမှာလုံနေတာပဲလေတကယ်ချီးမွမ်းကိုးကွယ်ခြင်းဆိုတာအချိန်တိုင်းချီးမွမ်းကိုးကွယ်ခြင်းဆိုတာအချိန်တိုင်း Worship is not a style worship is lifestyle
ကျွန်တော်လေဟာလေလုယာလုံးနေတာကအဲ့ဒါဘုရားကျောင်းမှာလာတော့တက်လုံးနေတာကအဲ့ဒါကကောင်းပါတယ်ဒါမဲ့ချင်းမဲဆိုပြီးတော့မှဘာမှတပတ်တာလုံးမှာဖယားနဲ့အရာရာမှာမချီးမွမ်းတိုင်လကားပဲဟေးတို့ရဲ့အလုပ်ကချီးမွမ်းမှုဖယားခေါ်ထားတဲ့အလုပ်ဒါပဲရှိတယ်ချီးမွမ်းတဲ့အတိုင်းမချီးမွမ်းရင်တော့တင်အမောဖောက်မယ်လောကမှာချီးမွမ်းတဲ့တိုင်းတင်မချီးမွမ်းရင်အမောဖောက်မယ်ဆရာဒီတလုံးမှာအဲ့ဒါလေးကိုနည်းနည်းလေးအားလုံးလေရှင်းပြနေတယ်ဆရာတကယ်ရစေရှင်းလို့နော်တိုးနဲ့ဒီမှာမကြည့်ဒါပြောပြီးရင်အဲ့ဒါလေးချက်သွားမယ်ရွေးချယ်တော်မူခြင်းကိုတည်မြဲတည်စေခြင်းကတာ၍ကြိုးစားအားထုတ်လို့တို့ပြည်လင်ရွေးလျော်ခြင်းနဲ့အစဉ်ကင်းလို့၍ပြောချင်တာပါလဲဆိုတော့တင်းကိုခေါ်ထားတဲ့ရည်ရွယ်ချက်ကိုတင်းကောင်းကောင်းနားလည်သဘောပေါက်လာလိမ့်မယ်မိတ်တဟရရှိရင်မောရတင်ရဖျားကြောင်းတွားလိုက်ပြန်လာလိုက်ဗာလိုက်ပြီးကြောက်တဲ့စိတ်ဝင်လိုက်အရက်ပြန်တောက်လိုက်ဖဲပြန်ချလိုက်ပေါက်ကရပြန်လှုပ်လိုက်ကာစီနိုပြန်ကစားလိုက်လင်းလေးလို့ပေါက်ကရလှုပ်လိုက်ဒါနဲ့ပဲသွားနေမှာပဲအဲ့ဒါကတကုံးမပါတဲ့ခရိယန်ဖြစ်သွားအောင်ဆက်သွားဆက်တဲ့ဒါမဲ့ကယ်တင်ခြင်းတော့ရပါတယ်ယေရှုယုံတော့ကယ်တင်ခြင်းရတယ်ငါတို့ကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်ထာဝရနိုင်ငံတော်သို့ဝင်စားခြင်းခွင့်ကိုသင်တို့ကကြွယ်ဝစွာအာမင် Come on ပြောကြွယ်ဝစွာကြွယ်ဝစွာကယ်တင်ခြင်းရတယ်ပြောပြီးတော့မှဟာလာတင်ကဒီလောကမှာရှိတဲ့သေမပဲကောင်းကင်နိုင်ငံရောက်မှကြွယ်ဝတဲ့ပုံစံမျိုးမလုပ်နဲ့ဒီလောကမှာပင်လင်ကြွယ်ဝတဲ့အသက်တော်ဖခင်ပြင်ဆင်ထားပြီးသားအာမင်တကယ်ကြွယ်ဝဖို့ပေးထားတယ်ဖေပြည့်ဆရာပြမယ်တင်းတို့ကကြွယ်ဝစွာပေးထားလို့မလဲဆက်သွားထို့ကြောင့်ယခုဟောပြောသောတမန်တရားကိုတင်တို့သည်နားလည်၍တည်ကြည်ခြင်းရှိတော်လဲဤသို့သောစကားများနှင့်တင်တို့အားအစင်မပြတ်တတိပေးမိအမှုကိုငါမမေ့မရောဒီမှာဘာတွေ့ရလဲဆိုတဲ့အခါမှာမကြည့်အငယ်ကိုသွားကိုကနည်းနည်းအရေးကြီးတယ်ထိုပါရမီနှင့်ကင်းသောသူမူကားမျက်စိကံ၏တိလာဟလာစင်ဒီမိတ်ဟာရမရှိတာကြာလာရင်ဘာဖြစ်လဲတလားထိုမိတ်တာမရှိကြပါရမီထိုပါရမီမရှိတာပေါ့ထာဝရပါရမီရှိတော့မျက်စိကန်းနေတဲ့ကိုမျက်စိကိုပိတ်တယ်တဲ့မိမိအပြစ်ဟောင်းဆေးကြောကြောင်းကိုမေ့လျော့တယ်တဲ့မိမိအပြစ်ကိုဖျားဆေးကြောပြီးဆိုတာမေ့လျော့ပြီးတော့ဘာဖြစ်လဲကိုကအပြစ်သားလို့ပြန်ဖြစ်နေတာငါမကောင်းဘူးငါမကောင်းငါအပြစ်သားဒါပေမဲ့အပြစ်ကဆေးကြောပြီးသားကြားပြီဒါပေမဲ့ငါမကောင်းပြန်ဖြစ်နေဆိုတာဘာကြောင့်လဲထိုပါရမီနဲ့ကင်းလို့လေမိတ္တာမရှိလို့လေမိတ္တာမရှိတဲ့ခါမှာအမြဲတမ်းဘာဖြစ်နေငါမကောင်းငါမစုံလေးငါမတန့်ရှင်းဘူးဖြစ်နေတာဆိုတာဘာဖြစ်လို့မိမိအပြစ်ဟောင်းဆေးကြောကြောင်းဘာဖြစ်လဲမေ့လျော့ဘာဖြစ်လို့မေ့လျော့လဲကိုမျက်စိကိုပိတ်တယ်မျက်စိကန်းနေလို့ငါကန်းဖြစ်သွားလို့ခမဘာလို့ကန်းသွားလဲမိတ္တာမရှိလို့မိတ္တာမရှိကတဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲကိုဘသူမနာကိုမသိတော့တဲ့ကွက်တွေဖြစ်လာတော့မှဟိုကြောက်ဒီကြောက်ဟိုဆိုရင်ဒီဆိုရင်နေဖြစ်လာဩဗျဖခင်ရဲ့အလိုတော်က very simple ညီကောင်မလို့သိသွားရင်အရင်လွယ်တယ်ဒါပေမဲ့စံစာဖတ်တဲ့အခါမှာတော့ဖခင်မဖွင့်ပြရင်တော့နားမလည်ဘူးဗျနားမလည်အခါမှာဟလာဟိုဘလို့ကစာအုပ်ကြီးတိုင်းရှောက်ယုံတာလေ revelation မယုံမဲနဲ့စာအုပ်ကြီးတိုင်းရှောက်ယုံတာအဲ့ဒီစာအုပ်ကြီးတွေထဲမှာရှိတဲ့ဟာတွေအားလုံးကဒါရေပေါ်စီဗျတကယ်စီအစ်စ်မဟုတ်ဘူးကျမ်းစာအုပ်ဒီတိုင်းမဲ့ခင်ဗျလောကသားလို့ဖတ်ရင်တော့အဲ့ဒါရေပေါ်စီပဲရမယ်စီအစ်စ်မရဘူးကျမ်းစာအုပ်ဒီတိုင်းမဲ့ခင်ဗျဘာသာရေးလို့ဖတ်ဘာမှမရဘူးဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းမရှိဘဲနဲ့ဖတ်ရင်ခင်ဗျ misinterpret တောင်ဖြစ်သွားအောင်မယ်လိုတာဆွဲယူပြီးတော့ပေါက်ကြရတွေရှောက်လို့အောင်မယ်မကြည့်ဆရာပြတို့တွေဘာလို့ဆင်းရဲလဲခရိယန်တွေတော်များဘာလို့ဆင်းရဲလဲဖခင်ရဲ့ principle နားမလဲလို့ဆင်းရဲတာယေရှုရရင်ထာဝရတက်ကိုရတယ်ယေရှုရလို့ချမ်းသာသွားတာမဟုတ်ဘူးယေရှုရလို့မချမ်းသာဘူးယေရှုရရင်အသက်ရတယ်
ပြောယေရှုကိုရရင်ချမ်းသာမယ်လို့ပြောရင်တရားရခိုင်တော့မှားတယ်ယေရှုကိုရရင်ချမ်းသာမယ်လို့ပြောတဲ့တရားဟောချက်ဒီတရားရခိုင်တော့မှားတယ်ဟယ်လိုအဲ့တော့ဖြတ်တင်းယေရှုကိုရရင်အသက်ကိုရတယ်ယေရှုကိုရလို့မချမ်းသာဘူးဟယ်လို good ဒါပေမဲ့အဲ့မှာရက်သွားလို့မရဘူးယေရှုကိုရရင်အသက်ကိုရတယ်ယေရှုရဲ့နိဥပဒေတာကိုရရင်အယံကျွယ်ဝတယ်ငါထမနိခါနဲ့အဲ့ဒါနိဥပဒေတာယေရှုကိုရပြီးတော့ဆင်းရဲတဲ့ဖွဲ့တွေကဘာမသိယူလို့လဲငပိန်းနေငပိန်းဘာလို့မကျွယ်ဝလဲနိဥပဒေတာဝင်လေပန်းတော့ငါထန်တော့လားငါချမ်းသာပေးမယ်ချမ်းသာဆိုတာတဲ့စိတ်ချမ်းသာတာပြောတာပါဆိုတဲ့ revelation မရှိတဲ့ဖွဲ့တွေရှိသေးတယ်ချမ်းသာဆိုတာအင်္ဂလိပ်လို rest အဲ့ဒီ rest ဆိုတာဘာလဲrest ဆိုတာဘာလဲငါဒီတိုးဝင်တော့တကဝဖြစ်တယ်ငါအပြင်ဝင်တော့သူကျက်စားရ come on ကျက်စားရစိတ်လုံးကျက်စားရနဲ့ငါကိုအဲ့စီတာတော့မင်းတော့လမ်းပြတယ်ငါဝင်အပြင်နာမတော်တရားခင်ဗျကျက်စားရဆိုတာဘာလဲမင်းစားစရာအပြည့်ရှိတယ်အမကျက်စားရငါအပြင်ဝင်တော့သူကျက်စားဒါပေမဲ့တခုလို့ရှိတယ်ငါမှမသိယူပဲတော့မင်းဘာမရအောင်ငါဘိန်းလို့ရှောက်တော့မှလှုပ်လို့မရအောင်ငါဘိန်းနေယေရှုရရင်ဘာရလဲယေရှုရရင်ဘာရလဲအသက်ကိုရတယ်ဒါပေမဲ့ယေရှုခရစ်တော်နဲ့ယဉ်ဤတိကျွမ်းသွားပြီးတော့ယေရှုစီကနေနိဥပဒေတာကိုသင်ယူတတ်လာရင်ဟိုအဲ့လိုပဲပြောမယ်ငါပိုင်းနေရမကြွယ်ဝဘူးကယ်တင်ရှင်တော့ရလားရတယ်အသက်တော့ရလားရတယ်ဒါပေမဲ့ဆင်းရဲလားဆင်းရဲတယ်ဘာကြောင့်လဲသူတို့မသိယူလို့အဲကြောင့်ယေရှုကဘာပြောလဲသွား၍လူမျိုးတကာတော့ငါတပည့်ဆိုတဲ့အဓိပ္ပာယ်ဘာလဲအင်္ဂလိပ်ဆိုရင် disciple တကယ်တပည့်တော်ဆိုတာဘာလဲအဓိပ္ပာယ်က learner disciple ဆိုတဲ့အဓိပ္ပာယ် learner သင်ယူတဲ့သူဘာကိုသင်ယူရမှာလဲဘာလဲနိဥပဒေတောက်သင်ယူခဲ့တာငါထံတော့လာငါမွဲတယ်လာငါချမ်းသာပေးမယ်ဒါမဲ့ဘာဖြစ်လဲငါပြေးလို့တော့မလုပ်နဲ့ငါတဖို့တင်ရထားငါထံတော့လာလို့ပြောတော့ငါလာတော့ဇိမ်းနဲ့နှက်ခိုင်းတာမဟုတ်ငါသင်ပေးမယ်အဲ့တိုင်းမင်းလို့လောကမှာအလုံးမလို့တော့သူထမင်းမစားစေနဲ့တဲ့ဖေနှုတ်ကပတ်တော့ပြောပြန်အောင်ဆိုပြောချင်တဲ့ဒိဗ္ဗာဘာလဲဆိုတော့နိဥပဒေတာကိုနားလည်အောင်သင်ရမယ် Knowing Jesus Christ is for eternity but knowing principle ပြောရ principle of Jesus Christ is for prosperity knowing principle ဘာဖြစ်စေလဲ prosperity ဖြစ်စေတယ်knowing Jesus ကဘာဖြစ်စေလဲ eternity ယေရှုရရင်ဘာရလဲအသက်ကိုရတယ်ဒါပေမဲ့ယေရှုစီမှာဆက်ပြီးတော့သင်ယူတတ်ရင်သူ့ရဲ့နိဥပဒေတာဒီဖျားဘလို့ဖျားလဲဘလို့နှစ်သက်တဲ့ဖျားလဲဘယ်လိုအလုပ်လုပ်တဲ့ဖျားလဲဆိုတော့သင်ယူတတ်သွားရင်သင်ကဘောက်ကျွယ်ဝရှင်လာပြီဆရာတခုပြမယ်ငါတို့ကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်တဲ့ခမငါတို့ကမင်းစည်းစိမ်ရှိတယ်ပါလားယောဒနန်ယေဘရဟိတ်တောင်မဟုတ်မင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်တဲ့တို့ဘယ်ထက်နဲ့ဆွဲထုတ်ခဲ့ရလဲဟုတ်တယ်အခုနဒီကျမ်းစာတိုင်းကြည့်အောင်မှောင်မိုက်ထဲမှာအံ့ဘွယ်သောအလင်းတော်ထဲသို့ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးဖော်ပြစေခြင်းကရွေးချယ်ထားတဲ့အမျိုးတဲ့ပြောတို့ဘယ်ထက်နဲ့ဘယ်ဆွဲထုတ်ပြီးတော့ဘယ်ထဲမှာထားတာလဲ
Okay ရပြီလားတစ်ပေခန်းကြီးနှစ်အငယ်ကိုတစ်ပေခန်းကြီးနှစ်အငယ်ကိုတစ်ပေနှစ်ကိုနှစ်ကိုကျေးဇူးတင်တယ်တင်တို့မူကဘသူတို့မူကလဲတင်တို့မူကဘယ်သူလဲလို့တင်တို့ဆိုတာကျွန်တော်တို့ငါတို့ဒီမှာရှိနေတဲ့အဖွဲ့တွေ online မှာရှိနေတဲ့အဖွဲ့တွေအာမင် online မှာရှိတဲ့အဖွဲ့တွေတရားနာထောင်တဲ့အဖွဲ့တွေမားတော်ထိုင်ဆောင်တော့ကဲ့ရဲ့မဲ့အဖွဲ့တွေနှစ်ဖွဲ့ရှိတယ်ပြန်လာမရှိဘူးနားထောင်အဲ့ဒီဖွဲ့တွေအားလုံးအခုပြောနေပြီငါနားထောင်တင်တို့မူကမောင်မိုက်ထဲမှာတင်းကိုဘယ်ထဲဆွဲထုတ်လဲမောင်မိုက်ထဲမှာဘယ်ထဲကိုလဲဟိုယောဒနာအလင်းတော်မပါလဲအံပွေတော်အလင်းတော်တို့ခေါ်သွင်းဟာလေလုယာအမောင်ထဲမှာစံတော်ဝါနဲ့ဘယ်သွားလို့ဘယ်လာမှမသိတဲ့ဖွဲ့မို့အလင်းထဲမှာကိုဘယ်သွားမလဲဆိုတော့ကိုသိပြီးတဲ့အသက်ရှင်တဲ့လူတွေတကောနဲ့အသက်ရှင်တဲ့ခင်ဗျာကိုမြင်လားမသိကျန်းစာဖိုင်အဲ့လိုမြင်ရတယ်ကိုကဘယ်ထဲမှာရှိခဲ့တာလဲအမောင်ထဲမှာဆိုတာဘာသွားလို့ဘယ်သွားလို့ဘယ်လာမှမသိဘူးဟိုခလုတ်တိုက်မှာလဲငါကလို့ဘဝမျိုးကအဲ့ဒါမောင်မိုက်တို့ဖယားသခင်ဟိုဘူးမတိဘာမတိဟိုအနာဂတ်ပြောက်တဲ့အတ္တတာမျိုးနဲ့မဟုတ်ဘူးဖယားကတို့ဆွဲထုတ်လိုက်ပြီးတော့မှအလင်းတော်ထဲမှာထည့်ထားတယ်ဟာလေလုယာအာမင်အလင်းတော်ထဲသို့ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်တယ်တရားတောင်းရုံလူမဟုတ်ဘူးဗျရွေးချယ်ခံထားတဲ့အမျိုးအာမင်တင်းကိုဖယားတိခွင့်ပေးထားတယ်တင်းမောင်မိုက်ထဲမှာရှိတဲ့သူမို့တင်းကိုဖယားအတိခွင့်ပေးထားတယ်ဟာလေလုယာအလင်းတော်ထဲသို့ခေါ်သွင်းတော်မူသူဂုဏ်ကျေးဇူးဖော်ပြစေခြင်းကဖယားရွေးချယ်ထားတယ်တဲ့ဘေးနားမှာရှိတဲ့ပြောတင်းကိုဖယားရွေးချယ်ထားတယ်ဟာလေလုယာပြောမချမ်းမှာဆိုတော့တင်းကိုဖယားရွေးချယ်ထားတယ်ပြော good ဖယားရွေးချယ်ထားတယ်ဘယ်လိုရွေးချယ်လဲတဲ့ဟလားရွေးချယ်ခံထားတဲ့အပြင်နဲ့နော်ဘယ်ထဲနဲ့ရွေးချယ်တဲ့တင်းကိုမှောင်မိုက်ထဲရနေခမောင်ဘယ်ထဲရနေဘယ်ထဲကိုလဲယောဒနာလင်းလားအံပွေတော်လင်းတင်းကိုဖယားထားရတဲ့နေရာအံပွေတဲ့အလင်းပြောချင်တာညီကိုမောင်မအံပွေတော်လင်းသူများမမြင်နိုင်တဲ့အရာမြင်နိုင်တဲ့အတ္တကိုပြောနေတာအံပွေတော်လင်းဆိုတာဘာလဲလူမျက်စိနဲ့နားဖြင့်စိတ်နှလုံးနဲ့ထိုရလုံးစုံတို့ဘုရားခင်သည်မိမိဝိညာဉ်တော်အပြင်အဲ့ဒါအလင်းထဲမှာရှိတဲ့သူတွေကိုဖော်ပြခြင်းခါတော့ပြောနေတာငါတို့ကမောင်မိုက်သားမို့ပါလေနေရသားအလင်းရသားသမီးတွေဖြစ်ရတဲ့ခွင့်ရသွားပြီဖွင့်ပြခြင်းနဲ့အသက်ရှင်တဲ့သူတွေဖြစ်သွားပြီဘူးမတိဘာမတိသက်ရှင်တဲ့သူတွေမဟုတ်ဘူးအာမင်โอเคရွေးချယ်တော်မူသောအမျိုးဖြစ်တယ်မင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်တော်မှာယောဒန်ယေဘရဟိတ်မို့ဘာလဲဘာရှိတယ်ဘာရှိလဲမင်းစည်းစိမ်ယောဒန်စည်းစိမ်မို့ဘာစည်းစိမ်မင်းစည်းစိမ်ရှိမှတော့ဆင်းရဲအောင်မလားမင်းစည်းစိမ်ဆိုမှတော့ဆင်းရဲအောင်မလားဆင်းရဲခြင်းနဲ့ခရိယာနေဆက်ပြီးတော့ဆင်းရဲမတတ်နိုင်ဘူးကဲရနေတဲ့ခရိယာနေဆက်ဆင်းရဲမတတ်နိုင်ဘူးမင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်ဒါဆိုတော့မင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်ဆိုယောဒန်နဲ့ယေဘရဟိတ်မဟုတ်ဘူးဟေးဘာလို့ငါတို့ယေဘရဟိတ်လို့ပြောရလဲပြောဘာလို့ယေဘရဟိတ်လို့ပြောလဲယေဘရဟိတ်ကဖယားနဲ့လူရဲ့ကြားမှာနေရတဲ့သူတို့ဖယားခင်လောကမှာထားတာယေဘရဟိတ်လေတို့လောကသားနဲ့ဖယားကြားထဲမှာတို့ကနေရတဲ့လူတွေအာမင်တခုဖြစ်လိုက်တို့ကဘာလို့ဖို့လဲဆူတောင်းပေးဖို့ဘာလို့လဲယက်တီပေးဖို့တို့အလကားလူတွေမဟုတ်ဘူးတို့ကဒီလောကကြီးရဲ့အမင်္ဂလာနဲ့မင်္ဂလာဖြစ်အောင်လုပ်ရတဲ့သူတွေလောကရဲ့စားလို့ပြောတာစားဆိုတာအပုံနှံထိန်ထားပေးတာစားဆိုအပုံနှံထိန်ထားပေးတာချီဆောင်ခြင်းပြီးသွားပြီဆိုတော့လောကကြီးကပုတ်ပြီးသားမှတ်လိုက်တော့စားရှိနေလို့အာမင်ဟာလေလုယာကိုနည်းနည်းပါးသိရမယ်မာနကြီးဖို့တော့မဟုတ်ပေမဲ့သိရမယ်မဟုတ်တိမ်ငယ်နေတဲ့အဖွဲ့တွေကရှိသေးတယ်ဆိုတော့မင်းစည်းစိမ်ရှိတဲ့ယေဘရဟိတ်တဲ့တင်းမှာစည်းစိမ်ရှိတယ်ပြောစည်းဘယ်သူရဲ့စည်းစိမ်လဲမင်းစည်းစိမ်ဆိုတာသိလားဖယားရဲ့အမွေနဲ့အသက်ရှင်ရတဲ့သူတွေ come on ဖယားမွေပြောဖယားမွေတို့ကမင်းစည်းစိမ်ရှိတယ်ဘယ်တော့မစင်ရဘူးပြောဘယ်တော့မစင်ရအာမင်ဟာလေလုယာဘယ်တော့မှမစင်ရတဲ့ကိစ္စခဏထား
တင်းကိုယုံကြည်ခြင်းတစ်ခုထပ်တင်ပေးမယ်ဒီနှစ်မှာတော့အဆင်ပြေပြီးတော့နောက်နှစ်မှာအဆင်မပြေဘူးဆိုတော့အဲ့ဒါဘုရားသားသမီးတွေကိစ္စမဟုတ်ဘူးတင်မရသေးဘူးအဲ့လိုဖြစ်နေအဖွဲ့တွေမရှိဘူးလားအဲ့ဒါ तू ဘာတူလဲဆိုတော့ तू မသိလို့နောက်ဒီနှစ်မှာတော့အရင်အဆင်ပြေတယ်နောက်နှစ်မှာအဆင်မပြေတော့ပြန်အောင်ဘာလဲလို့အဲ့ဒါလိုက်ဆိုရဆရာတော်ကလိုက်ပြောထိုသူဤပြည့်စုံခြင်းမှလဲဂျေဇုတပါး၌ထပ်ဆင့်၍ဂျေဇုတပါးကိုငါတို့ရှိသမျှခံရကြပြီဆိုတော့ကဖယားရဲ့ကောင်းကြီးခံစားရတာကကိုကြောင့်လားထိုသူရဲ့ပြည့်စုံခြင်းကြောင့်လားဒါကြောင့်ကိုရဲ့အသက်တာကအမြဲတမ်းကိုဖြစ်တဲ့တိုင်ကိုဖြစ်တာမဟုတ်ယေရှုဖြစ်တဲ့တိုင်ကိုဖြစ်နေတာဟာလေလုယာလိုက်ဆိုတင်တို့နဲ့ငါတို့ကိုခရစ်တော်၌တည်စေ၍ပိတ်သိပ်ပေးတော်သူကဖယားသခင်ပေသည်ဖယားကတို့ကောင်းကြီးပေးတာကတို့ကြောင့်လားယေရှုကြောင့်လားတို့ကိုဖယားလက်ခံတာလားလက်ခံတာယေရှုကြောင့်လားတို့ကြောင့်လားယေရှုကြောင့်တို့ကိုဖယားလက်ခံတာယေရှုကြောင့်တို့ကိုဖယားကောင်းကြီးပေးတာဒါကြောင့်လိုက်ဆိုယုံကြည်ခြင်းကိုအစအဦးစီရင်၍ဆုံးလင်းစေတော်မူသောသခင်ယေရှုကိုဆုံးလင်းစေတော်မူသောသခင်ယေရှုကိုစေထောက်ရှုကြကုန်အားဆုံးလင်းစေတဲ့ယေရှုအတင်အမြဲတမ်း focus လုပ်ဖို့အရေးကြီးတယ်အာမင်တင်းရတတ်တာထဲမှာတခါတလေလဲပြိုသွားတဲ့အချိန်ရှိလိမ့်မယ်တခါတလေမှာတင်းဖယားမနစ်တဲ့အရာတွေကိုလှုပ်လိုက်မိတဲ့အချိန်မျိုးမှာတင်းဟာအယံဝမ်းနဲ့ကြေကွဲတဲ့အချိန်ရှိလိမ့်မယ်ဖယားသားသမီးမှန်ရင်အပြစ်လှုပ်လို့ဘယ်တော့မှမပြောဘူးအဲ့ဒါမှတ်ထားမပြောတဲ့အခါမှာအယံစိတ်မကောင်းဖြစ်တဲ့အချိန်မှာသင်ကတင့်ကိုတင်ကြည့်ရင်စာရန်တင်ကိုကျွေးတော်မယ်လားသင်ကိုတင်ကြည့်ရတာမို့တင်ပြန်ထားဖို့နေ့တနေ့ဟာတင်ဖြစ်တဲ့တိုင်တင်ဖြစ်တာမို့ယေရှုဖြစ်တဲ့တိုင်တင်ဖြစ်နေတာယေရှုခရစ်တော်အပြင်တင့်ကိုဖယားကလက်ခံတယ်ယေရှုအပြင်တင်ရတတ်တာကိုထက်ဆင့်ပြီးတော့မှကြီးမားသောမင်္ဂလာဖြစ်စေမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာတခါလေးမှတင်ချီးမွမ်းတဲ့တိုင်မှာချီးမွမ်းခြင်းအပြည့်ဆူတောင်းတဲ့တိုင်မှာဆူတောင်းတာလားအပြည့်ပေါက်ကရသွားလို့မှအပြည့်မဟုတ်ဘူးချီးမွမ်းတဲ့တိုင်မှာချီးမွမ်းတာအပြည့်ဟာလေလုယာတင်ဆူတောင်းတဲ့တိုင်မှာဆူတောင်းတာလည်းအပြည့်ပေါက်ကရလုံးမှအပြည့်လောက်တာမဟုတ်ဘူးလောက်တဲ့နာကိုမလောက်ခြင်းအပြည့်မကောင်းတာလုံးမှအပြည့်ဖြစ်တာမဟုတ်ဘူးလောက်တဲ့နာကိုမလောက်ခြင်းကအပြည့်ကြီးရတာလူတွေတော်တော်များမသိလိုက်တာကမကောင်းတာလုံးမှအပြည့်လို့ထင်တယ်လောက်တဲ့နာကိုမလောက်တဲ့လူကအပြည့်ဖြစ်နေတာသူတို့မသိဘူးခရစ်ယာန်တွေတော်တော်များထိတာအဲ့ဒါအဲ့ဒါတခါတည်းဆရာရှင်းပြမယ်အဲ့ဒါတခါတည်းရှင်းပြမယ်ဒီလူတယောက်ကမကောင်းတဲ့အမှုကိုပြုတ်တယ်ဟုတ်ပြီနော်ဒါဆိုတော့ तू ကအပြစ်လုပ်တာပေါ့ကွာမဟုတ်လားဟုတ်လားခင်ဗျာမကောင်းတဲ့အလုပ်ကိုလုပ်လိုက်တယ်ဒီလူကမကောင်းဘူးမကောင်းတဲ့လူကိုဆွဲထူရမယ်အစားမကောင်းဘူးလို့လက်ညှိုးဝိုင်းထိုးတဲ့လူကမလုပ်တဲ့အလုပ်ကို तू လုပ်တာဆိုတော့မလုပ်တဲ့အလုပ်ကိုလုပ်တာနဲ့တစ်ချိန်တည်းမှာလုပ်တဲ့အလုပ်ကို तू မလုပ်တော့တာအဲ့ဒါပြည့်မြင်လာညီကိုမောင်မလို့အဲ့ဒါတင်းအလုပ်မဟုတ်ဘူးတင်းအလုပ်ကတင်းအလုပ်ကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိအလုပ်ရှိတယ်ဒါဆိုတော့ယေဘရဟိလို့ပြောရင်ဘာရှိလဲမင်းစည်းစိမ်ရှိတဲ့ယေဘရဟိတဲ့ဒါပေမဲ့ယေဘရဟိလို့ငါတို့ပြောတော့ငါတို့မှာဘာလို့အဲ့ဒီမင်းစည်းစိမ်မရှိတာလဲယေဘရဟိအလုပ်ကိုတို့မလုပ်လို့ဟယ်လိုယေဘရဟိလို့ပြောရင်ယေဘရဟိအလုပ်ကိုလုပ်ရတယ်ယေဘရဟိအလုပ်ကိုမလုပ်ရင်အဲ့ဒါပြဿနာတော်တော်ရှိတယ်ဒါဆိုယေဘရဟိအလုပ်ကဘာလဲတဲ့ယေဘရဟိအလုပ်ကယေပူဇော်ရတာပေါ့ယေဘရဟိအလုပ်ကဘာလဲ very good ယေပူဇော်ရတယ်ဒါပေမဲ့ဓမ္မဟောင်းကာလမှာယေပူဇော်ရတဲ့ယေမျိုး၅မျိုးရှိတယ်အပြစ်ဖြေရရဲ့ပြီးတော့မှမတော်တဆအင်္ဂလိပ်လိုပြောမှာကွာ sin offering trespass offering grain offering burn offering peace offering ဆိုရှိတယ်
Okay sin offering trespass offering sin offering ဆိုတာကကိုယ့်ရဲ့သိလျက်နဲ့လုပ်တဲ့အပြစ် trespass offering ဆိုတာမထင်မှတ်ပဲနဲ့လုံးမိသွားတဲ့အပြစ်အဲ့ဒီနှစ်ခုဟာတင် must တင်ဖြေရတယ်ရစ်ပူဇော်ကိုပူဇော်ရတယ်ဒါမဲ့ grain offering တို့လာ burn offering တို့ peace offering တို့ဟာဒါ voluntarily တင်မှာလုပ်ပိုင်ခွင့်ရှိတယ်ယေရှုတော်ချီးမွမ်းတဲ့အနေနဲ့အဲ့ဒီရစ်ကိုပူဇော်ခွင့်ရှိတယ်လုပ်ရမယ်မဟုတ်ဘူးလုပ်ယေရှုတော်ချီးမွမ်းလို့လုပ်လို့ရတယ်ဒါပေမဲ့ sin offering နဲ့ဒီ trespass offering ကတော့မလုပ်မနေရလုပ်ရတယ်မလုပ်မနေရလုပ်ရကျွန်တော်ဘုဒ္ဓရအနေနဲ့ဆရာရှင်းပြမယ်အရာကောင်းတာရှိတယ် sin offering ဆိုတော့တိတိနဲ့လုပ်တဲ့ပြစ်ကွာအဲ့ဒါဝင်ချက်တော့ trespass offering ကတော့အမတ်တမဲ့လူတယောက်ကိုဥမကွာကိုဘာတာကိုကဟိုလမ်းမှာကြောက်တဲ့ကောင်ပေါ့ကြောက်ကိုပြစ်ချလိုက်တဲ့အောက်မှာလူရှိမှမသိဘူးအဲ့ဒီကြောက်ပြီးတော့သေရောဟုတ်ပြီနော်မတော်တဆလှုပ်လိုက်ချင်းကြောင့်သေသွားတဲ့လူတယောက်ဖြစ်တယ်ဆိုရင် तू ကအဲ့ဒီမတော်တဆလှုပ်မိတဲ့အပြစ်ကြောင့်သူ့မှာဖျားကနေပြီးတော့မှမြို့6မြို့ပြင်ဆင်ထားတယ်ကျမ်းစာထဲမှာမိခိုယာမြို့တဲ့မိခိုယာမြို့6မြို့ပြင်ဆင်ထားတယ် तू ကဆိုပါစို့ကွာအဲ့လိုပြစ်ချလိုက်တော့သေသွားတဲ့အခါမှာမောင်ဖြူကနေပြီးတော့မှပြစ်ချလိုက်တယ်မောင်မဲကသေသွားအောင်ဒါနဲ့မောင်မဲအမျိုးတွေကလိုက်ဟလာဟိုဘယ်လိုခေါ်မလဲသူ့ကိုလိုက်တတ်တော့မယ်သူ့လိုက်တတ်တော့မယ်ဟာမောင်မဲအမျိုးတွေကငါအဖေကိုငါရဲ့ဦးလေးကိုငါရဲ့အကိုတတ်တဲ့ကောင်ဆိုပြီးတော့မှလိုက်တတ်ရင် तू ကဘယ်ကိုပြေးရလဲ तू ကဘယ်ကိုပြေးရလဲဆိုတော့အဲ့ဒီမိခိုရမြို့6မြို့ဖျားထားတယ်အဲ့ဒီ6မြို့တည်းတစ်မြို့ပြေးရတယ်ပြေးလို့အဲ့ဒီမြို့တွေဝင်သွားပြီဆိုတာနဲ့အဲ့ဒီဟိုလူတွေကလာတတ်ပိုင်ခွင့်မရှိတော့အဲ့ဒီမှာရောက်ပြီဆိုတာနဲ့အဲ့ဒီမြို့တိုင်းမှာဘာရှိလဲဆိုတော့ယေဘရဟိတ်ရှိတယ်မိခိုယာမြို့မှာယေဘရဟိတ်တွေထားတယ်ခဲနော်စဉ်းစားကြည့်အဲ့ဒီယေဘရဟိတ်ကရောက်တာနဲ့ဘာပူဇော်ရလဲသူ့အတွက် trespass offering အဲ့တော့ तू ကပူဇော်ပေးရတယ်ပူဇော်ပြီးတော့မှ तू ကဟလာ तू ကဒီထဲမှာ तू နေခွင့်ရသွားပြီဟုတ်နော်ဒီမြို့ထဲမှာ तू နေခွင့်ရသွားပြီဒီမြို့ထဲမှာ तू နေခွင့်ရပေမဲ့ तू မလွတ်မြောက်ဘူးဒီမြို့ကနေဘယ်မြို့မှသွားလို့မရဘူး तू ဘွားဒါပေမဲ့အော်စရာအရန်ကောင်းတာအဲ့ဒီယေဘရဟိတ်သေတဲ့နေ့မှာ तू ကလွတ်မြောက်တယ်ယေရှုပုံဆောင်တာဖတ်ဘူးလားမသိဖတ်ဘူးသိတယ်ဖတ်လဲကြော်သွားတယ်အဲ့ဒီမိခိုယာမြို့မှာရှိတဲ့ယေဘရဟိတ်တယောက်ကသေတိုင်းမှာအဲ့ဒီလူတွေအားလုံးဘေးလွတ်ရာကိုပြန်ရောက်သွားချင်တဲ့သွားခွင့်ရှိသွားတယ်သူ့ရဲ့သေခြင်းကသူတို့လွတ်မြောက်စေတယ်ဘယ်သူပုံဆောင်လာလဲယေရှုအဲ့ဒါပြည့်ညတ်တရားရဲ့လက်ထက်ကလေးအဲ့တန်သွားတာโอเคဒါဒါပေမဲ့အဲ့ဒီယေပူဇော်ခြင်း5မျိုးsin offering, trespass offering, burn offering, grain offering, peace offering အားလုံးယေရှုကအကုန်လုပ်ပေးပြီးသွားပြီတင်ပါမအကောင်နေရှောက်ရှားပြီးတော့ပူဇော်စရာမလိုတော့ဘူးယေရှုကတခါတည်းနဲ့အပြတ်လုပ်ပေးပြီးသွားပြီ hallelujah ဒီရင်5မျိုးပူဇော်စရာမလိုတော့ပြီမဲ့ဒီမင်းစီစဉ်ရှိတဲ့ယေဘရဟိတ်ဒီကိုဖခင်ကရစ်တစ်မျိုးပူဇော်ခိုင်းတယ်ကွဒီမသိမှကြတော့အဲ့ဒါမသိတဲ့အခါမှာယေဘရဟိတ်ငါတို့ကမင်းစီစဉ်ရှိပါလေအချင်းဆွဲမလားရှိတယ်ယေဘရဟိတ်နဲ့ငမွဲတင်ဖြစ်နေချင်းစုံနေတယ်ငါအောင်မြင်အောင်မယ်ငါကြွေဝအောင်မယ်တပတ်တရှင်းစုံနေတယ်မွဲကြွေဝအောင်မယ်နောက်ခဏဖခင်ကြောင့်ပျောက်သွားချင်းစုံရင်နဲ့ကြွေဝအောင်မယ်ပျောက်သွားဘာလို့ပျောက်တာလဲဆိုတော့သူတို့သဘောမပေါက်တာလေသူတို့ပြောတဲ့ဟာသူတို့သဘောမပေါက်တာလေဆိုတဲ့တခြင်းကိုသဘောမပေါက်ဘဲနဲ့ဆိုတဲ့အဖွဲ့တွေအများကြီးဖတ်နေတဲ့ကျမ်းစာကိုသဘောမပေါက်ဘဲနဲ့ဖတ်နေတဲ့အဖွဲ့တွေအများကြီးဒါကြောင့်ဘာမှသဘောမပေါက်တော့ဘာမှမရဘူး
အာမင်ဆိုရမကြီးတို့ဓမ္မတိကာလာမှာဖျားပူဇော်ခိုင်းတဲ့ရရှိတယ်တစ်ပေအခန်းကြီးနှစ်အငယ်9အသက်ကြောင့်များကဲ့သို့အစင်စင်အထက်ထက်တိဆောက်လေရှိသဖြင့်ဓမ္မတိုက်ဖြစ်ကြ၏ယေရှုခရစ်အားဖြင့်ဖခင်နှစ်သက်တော်မူရာဓမ္မရစ်ကို come on ဘာရစ်ဒီခေတ်မှာကြတော့ဘာရစ်မှမလို့ဓမ္မရစ်တစ်ခုပဲဖြစ်သွားပြီ come on ဘာရစ်ဖခင်သခင်ပူဇော်ခိုင်းတဲ့ရစ်ကဘာရစ်ဓမ္မရစ်ကိုပူဇော်တော်တန်ရှင်းသောယေဘရဟိမျိုးဖြစ်တယ် come on တန်ရှင်းတဲ့ယေဘရဟိမျိုးဟာပူဇော်မဲ့ဟာဘာရစ်ကတစ်ခုပဲရှိတယ်ဘာလဲဓမ္မရစ်ငါတို့ကတန်ရှင်းတဲ့ယေဘရဟိမျိုးတွေပူဇော်မဲ့ရစ်ကဘာရစ်ပဲရှိလဲဓမ္မရစ်ကိုပဲငါတို့ပူဇော်ရမယ်အဲ့ဓမ္မရစ်ကဘာလဲဆိုတော့လာပြီဓမ္မရစ်ကဘာလဲအဲ့ဒါကိုဟေဘရဲခန်းကြီး73ငယ်15ထို့ကြောင့်ငါတို့ဒီဖျားခင်အဲ့ဒါဓမ္မရစ်ပဲနှုတ်ခမ်းအတိတိဟုသောဂျေဇုတော်ကိုဝန်ခံလေခမောင်ဂျေဇုတော်ဝန်ခံလေနှုတ်ခမ်းအတိတိဟုသောချီးမွမ်းခြင်းရစ်ကိုသခင်ယေရှုခရစ်အပြင်ဖျားခင်ရှင်နဲ့အစဉ်ပူဇော်ကြကုန်အားတင်းတို့ကငါတို့ကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိလို့ပြောရင်ပူဇော်မဲ့တစ်ခုပဲရှိတယ်အဲ့ဓမ္မရစ်အဲ့ဓမ္မရစ်ကဘာလဲဆိုဂျေဇုတော်ဝန်ခံလေနှုတ်ခမ်းအတိတိဟုသောချီးမွမ်းခြင်းရစ်ကိုဘလို့ပူဇော်ရတာလဲဖျားခင်ရှေ့မှာသခင်ယေရှုအပြင်ဘာလဲအစဉ်ခမောင်ဘာလဲအစဉ်ဘာဖြစ်လဲပူဇော်ရမယ်အစဉ်ပူဇော်ရမယ်အစဉ်ပူဇော်ရမယ်ဆိုတော့သင်ဟာညီးတွားပြီးတော့ဟိုလူဒီလူမကောင်းကြောင်း complain တွေတက်နေမယ်အစားနှုတ်ခမ်းတီးတီးသောချီးမွမ်းခြင်းရစ်ကိုအစဉ်ဘုရားရှေ့မှာပူဇော်တော်သူမှန်ရင်အဲ့ဒီမင်းစည်းစိမ်ကသင်ရဲ့အတ္တတာထဲဝင်ရောက်လာလိမ့်မယ်အာမခံရတဲ့အဲ့ဒါမသိတော့ဘာဖြစ်လဲဘယ်လောက်ပဲတရှင်းဆိုအလကားဖြစ်နေတာတို့ကတနင်္ဂနွေတခါဒီမှာဖျားသခြင်းလာဆိုမှချီးမွမ်းတာမဟုတ်ဘူးနေ့ရက်စင်တိုင်းမှာချီးမွမ်းမယ်ဘယ်အခြေအနေပဲဖြစ်ဖြစ်ချီးမွမ်းမယ်ချီးမွမ်းနေရင်နဲ့တင်းရဲ့အခြေအနေတွေအားလုံးကပြောင်းပြန်လှန်သွားလိမ့်မယ်အချီးမွမ်းနေရင်နဲ့တင်းရဲ့အမင်္ဂလာအကုန်မင်္ဂလာပြန်ဖြစ်လာလိမ့်မယ်ချီးမွမ်းနေနဲ့ဝမ်းနဲ့ချင်းကနေဝမ်းမြောက်ခြင်းပြန်ဖြစ်လာလိမ့်မယ်ချီးမွမ်းနေနဲ့ငိုကြွေးခြင်းနဲ့တခြင်းဆိုရတဲ့ခွင့်ဖျားပေးလိမ့်မယ်ချီးမွမ်းနေရင်နဲ့တင်းရဲ့တွေ့ကြုံနေရတဲ့ပြဿနာခက်ခဲတွေဟာတင်းရှေ့မှာပြဝတ်သွားလိမ့်မယ်ချီးမွမ်းခြင်းကတကိုးဖြစ်စေHallelujah ဒီလိုထုံနေတဲ့တင်ပေးပါဘောပါလားမသိဘူးရလားကျွန်တော်ဖခင်ရဲ့အလိုတော်မသိတဲ့အခါမှာဖခင်ရဲ့အလိုတော်ကိုမသိတဲ့အခါမှာတို့တွေဆုံးရှုံးနေတယ်ဒါအောင်နှုတ်ဘတ်တော်ဘာပြောလဲပထမဆုံးကျမ်းပိုင်တို့တွေဖတ်တဲ့အခါမှာညီကိုတို့အသက်ရှင်ခြင်းလက္ခဏာတန်ရှင်းခြင်းလက္ခဏာဘာဖြစ်လဲဘုရားခင်နှစ်သက်တော်မူသောလက္ခဏာပြည့်စုံရစ်ကိုသင်တို့ဒီပူဇော်ဘုရားခင်နှစ်သက်တော်လက္ခဏာနဲ့ပြည့်စုံရစ်ကိုပူဇော်ဘာပူဇော်ခိုင်းတာမိမိကိုယ်ခန္ဓာဘုရားခင်ဆက်ကပ်ခြင်းတည်းဟူသောသင်တို့ပြုတ်တော်ဝမှတ်တာညီကိုမှာခန္ဓာကိုယ်တစ်ခုလုံးထိန်းချုပ်ထားတာသင်ရဲ့ပါးစပ်ဟိုကျင့်ဒီကျင့်တွေရှောက်လုပ်ခိုင်းတာမဟုတ်ညီကိုမောင်မယာကုပ်ကိုကြည့်ယာကုပ်ခန်းကြီး3အများကြီးရှောက်လို့ခိုင်းတာပါကြည့်ကြတယ် no ခန်းကြီး3ငယ်1နှစ်ဖတ်ငါညီကိုတို့ငါတို့ဒီတာ၍ကြက်တီးသောစစ်ကြောစီရင်ခြင်းကိုခံမိတင်တို့သိ၍အများသောဆရာမဖြစ်ကြနဲ့ဆက်သွားငါတို့ရှိသမျှသည်အများသောအားဖြင့်မှားတတ်ကြ၏ငါတို့ရှိသမျှသည်အများသောအားဖြင့်မှားတတ်ကြဟုတ်တယ်ဒါမဲ့လည်းဘာဖြစ်လဲကွစကားအားဖြင့်မှားခြင်းမရှိသောသူမည်ဒီကစုံလင်သောသူခမရတွေ့လားတင်းရဲ့မင်္ဂလာတွေအားလုံးကအဲ့ဒီဒီနားလေးမှာသွားဆုနေတာခမရတခါလေးမှာဒီတေးလေးကိုသဘောမပေါက်ကြဘူးအဝေးတွေရှောက်ရှာနေဒီမှာပဲစုံလင်သောသူဖြစ်မိမိကိုတကိုယ်လုံးကို
မိမိကိုတကိုယ်လုံးကိုချုပ်တီးနိုင်တော်သူဖြစ်၏တဲ့တကိုယ်လုံးရဲ့မင်္ဂလာဘယ်မှာရှိနာလဲရှာဒီမှာဒီနှလုံးသားမှာကြံစီတဲ့ကြံစီကလူနဲ့ဆိုင်နေတဲ့ရှာနဲ့ပြန်ပြောချက်ကထာဝရဘုရားပိုင်သွားပြီတဲ့စိတ်လုံးအကြံစီကလူနဲ့ဆိုင်နေတော့တဲ့ရှာနဲ့ပြန်ပြောချက်ဘုရားပိုင်နေတဲ့ဆိုတော့သင်ဘယ်အခြေအနေမှာရှိနေလဲဒီမှာဆန္ဒလာပြောပါမယ်ချီးမွမ်းခြင်းရှိကို level တစ်ဆင့်တက်ပြီမယ်ရလားမသိဘူး very good level တစ်ဆင့်တက်ပြီမယ်အခုချီးမွမ်းခြင်းရပါလဲတဲ့ခင်ဗျာလက်ရှိဖြစ်နေတဲ့ 5 senses မှာဖြစ်နေအခြေအနေကိုရှောက်ပြောခိုင်းတာမဟုတ်ဘူးဘုရားကသင်ကိုဖြစ်စေတဲ့အတိုင်းသင်ဖြစ်တယ်ကိုသင်ဝန်ခံနေခြင်းအဲ့ဒါချီးမွမ်းခြင်းရဲ့တိတ်မရသေးဘူးတိတ်မရသေးဘူးကြော်ပြောပြမယ်သင်ရဲ့လက်ရှိအခြေအနေကချီးမွမ်းစရာဘာမှမရှိတဲ့အပြင်သင်ကိုယ်တိုင်ကဘယ်လိုခေါ်မလဲမစုံလင်တဲ့လူတစ်ယောက်ဖြစ်နေတယ်ကိုပြန်ကြည့်လိုက်ကွာအားကြစရာဘာမှမရှိတဲ့လူတစ်ယောက်ကဘာသွားချီးမွမ်းမှန်းတော့မသိတော့ပြီးတော့အရေးထဲမှာတင်းကိုသူများဝိုင်းပြီးတော့ရေးလဲကျွေးတယ်မင်းမကောင်းကျွေးနေတင်ပါဆက်လုံးချီးမွမ်းခြင်းရေးကိုပူဇော်ရတယ်ချီးမွမ်းခြင်းရေးဆိုတာဘာလဲတဲ့လားသူများပြောတဲ့အတိုင်းသင်ဖြစ်တာမဟုတ်ပဲနဲ့နှုတ်ကပတ်တော်သင်ကိုပြောတဲ့အတိုင်းသင်ဖြစ်နေတာဆိုတာကိုသင်စဝန်ခံခြင်းကဖျားရေးလဲနှစ်သက်တဲ့ရည်ကြီးဖြစ်နေတာရလာမသိညီကိုမောင်မတော်ချီးမွမ်းခြင်းရဲ့အဓိကချက်ကအဲ့ဒါသူများပြောတဲ့အတိုင်းတင်လိုက်ပြောရမှာမဟုတ်ဘူးဖယားသခင်နှုတ်ကပတ်တော်ပြောတဲ့အတိုင်းငါကဖြစ်နေတယ်လို့ဝန်ခံခြင်းကသင်ရဲ့အမင်္ဂလာအလုံးမင်္ဂလာအကုန်ပြပြောင်းစေမှာဖြစ်တယ်အာမင်ဆိုပါစို့ကွယ်သင်ကဥမာဒီမှာတော့မရှိပါဘူးဒါပေမဲ့ဒီနှုတ်ကပတ်တော်ကြည့်နေလူတွေထဲမှာကွာလူမှုရေးကဏ္ဍမှာတော်တော်ကိုလူအတိုင်းဝိုင်းရဲ့စီးကိုချိုးဖောက်ပြီးတော့မှတင်ကလူတွေရဲ့လက်ညှိုးထိုးပြီးတော့စတူးကွက်ထဲမျောတယ်လူတယောက်ဖြစ်တယ်ဆိုပါစို့ဒီမှာဆက်လုံးချီးမွမ်းခြင်းရဲ့ပူဇော်ဘယ်လိုပူဇော်မှလဲဆရာသူတို့ပြောတယ်ငါမဖြစ်ဘူးငါဖြစ်တယ်လည်းငါဖြစ်တာမဟုတ်ဘူးဖခင်ပြောတယ်ငါဖြစ်နေတာဖះပြောတဲ့ငါဖြစ်နေတာအဲ့လိုသိအောင်တော့ဖះဘာပြောလဲဆိုတာသင်ကျမ်းစာဖွင့်လိုက်တော့သင်ကိုဖះဘာပြောလဲဖះဘာပြောလဲငါမူကထရာပြောင်းမျောလင့်မယ်တဲ့အဲ့လူကဘလို့လူလဲသိလားအဲ့စကားပြောနေလူကသူများလက်ညှိုးထိုးခြင်းခံနေရတဲ့သူများလက်ညှိုးထိုးခြင်းခံနေရတဲ့သူတယောက်ကိုဒီလူတယောက်ကသူများရဲ့ပြစ်တင်နဲ့ကဲရင်ချင်းရှုံချခြင်းနဲ့ခံနေရပြီသူဘာလို့မှတော့မသိတော့လှုပ်ရှားတစ်ခုပဲရှိတယ်ငါမကထားပြောင်းမျောလိမ့်မယ်ငါကိုကဲတင်တော်မူသောဖခင်ငါခိုးလို့မယ်သူပြောစကားရှင်းရငါကိုကဲတင်တော်မူသောဖခင်ငါခိုးလို့မယ်ငါ့ကိုကဲတင်တဲ့ဖះငါခိုးလို့မယ်လို့ပြောပါလေလူတွေကအပြစ်ပဲပြောတတ်တာကဲပဲသူမရှိဘူးအဲ့ဒီထဲကနေဆွဲထုတ်ပြီးတော့ကဲတင်တော့မှပြန်ပြီးတော့မှချီးမြှောက်မှာဖះဖြစ်တယ်ဆိုတော့ तू သိတယ် Come on အဲ့ဒီထဲမှာရှိနေသူတွေအားလုံးဆရာပြောပြမှာသူများရဲ့လက်ညှိုးထိုးခြင်းရေးလေခံစားနေအဖွဲ့တွေဆရာပြောပြမှာသင်မျောလင့်စရာမရှိတော့ဘူးမလားဖះကိုမျောလင့်လိုက်သင်ရဲ့လက်ရှိအခြေအနေကိုပြောင်းပြန်လှပ်ပြမယ်ဖခင်ရှိတယ်အာမင်အာမင်ပြောင်းပြန်လှပ်ပြမယ်ဖခင်ရှိတယ်ဟာလေလုယာโอเคပြောင်းပြန်လှပ်ပြမယ်ဖခင်ငါမူကထွားပြောင်းမျောလင့်မယ်ဆိုပြောချင်တာလက်ရှိအခြေအနေမှာသင်ဘယ်သူမှနားမလည်နိုင်ဘူးနားလည်ပေးနိုင်တဲ့ဖခင်ရှိတယ်ပြောနားလည်ပေးနိုင်တဲ့ဖခင်ရှိတယ်ငါမူကထွားပြောင်းကိုမျောလင့်မယ်ငါကိုကယ်တင်သောဖခင်ငါခိုးလို့မယ်ပြီးတော့မှငါဤဖျားသခင်ကငါစကားကိုဘယ်သူမှနားထောင်တော့မှာမဟုတ်ဘူးငါ့ကိုလက်ညှိုးထိုးရရေးလဲပြောနေကြပါငါစကားကိုဘယ်သူမှနားမထောင်ဒါပေမဲ့ငါစကားကိုနားထောင်မယ်ငါဖျားရှိတယ်အာမင်ဟာလေလုယာအာမင်
ဟာလေလုယာငါ့ကိုကဲတင်တော်မူသောဖခင်ကိုငါခိုးလို့မယ်အဲ့ဒီဖခင်ငါစကားကိုနားထောင်မယ်ဒါပေမဲ့တင်သိထားမယ်နောက်တစ်ချက်ကတင်ကဒီနေရာမှာပဲအဲ့ဒီအချိန်နေနဲ့လမ်းဆုံးမဲ့သူမဟုတ်ဘူးဆိုတာတင်သိဖို့လိုတယ်အာမင် Hello အာမင် online မှာရှိတဲ့ဖွဲ့တွေဆရာပြောပြမယ်ဆရာဘသူပြောနေမှတော့မသိဖခင်ပြောခိုင်းလို့ဆရာပြောနေတာကိုဘာမှမဟုတ်တော့ပါဘူးစာဟလာငါကမထိုက်တန်တော့ပါဘာညာရှောက်ပြီးတော့ပေါက်ရရှောက်ပြောနေတင်းကိုဖခင်ထိုက်တန်စေတယ်ပြောတာကိုခမရလူတွေပြောတဲ့စကားနဲ့တင်းရဲ့ခံစားချက်တွေနဲ့ကိုမထိုက်တန်ဘူးလို့ပြောနေရင်တင်းနှုတ်ကပတ်တော်မရှိတဲ့လူပဲအာမင်ငါမကထားပြောင်းမျောလိမ့်မယ်ငါ့ကိုကဲတင်တော်မူသောဖခင်ငါခိုးလို့မယ်ငါဤဖျက်ခင်ဒီငါစကားကိုတင်းကိုဘာလို့နားထောင်တာလဲလို့တင်းကသူ့သားသမီးဖြစ်လို့ပေါ့တင်းကဖျားသားသမီးဘာလို့ဖြစ်သွားတာလဲဘသူကြောင့်လဲယေရှုကြောင့်ဘသူကြောင့်ယေရှုကြောင့်တင်းကြောင့်လားယေရှုကြောင့်လားယေရှုကြောင့်ဒါဆိုဖခင်တင်းကိုဘာလို့ကဲတာလဲချစ်လို့မကြောက်ချစ်လို့ဘာညာပေါ့ကွာချစ်လို့ပြောချစ်လို့ကဲတာဖခင်ချစ်တယ်သူ့ရဲ့ချစ်ကရှယ်ကြီးကောင်းလို့ချစ်တာမဟုတ်ဘူးချစ်လို့ချစ်တာလူတွေရဲ့ချစ်ကကောင်းမှချစ်တာမကောင်းရင်မချစ်ဘူးစင်ပြေချစ်တယ်စင်မပြေရင်စကားနားထောင်ရင်ချစ်တယ်နားမထောင်တချင်းနေတာရှောက်ဖွင့်မချစ်ဘူးလို့ပါချစ်ဦးရဲ့ပါလားမသိဘူးချင်းနေရှိတယ်ဆရာကြားဘူးနေတာဘယ်လားမသိဘူးဒါပေမဲ့ဖခင်ရဲ့အချစ်ကတော့ကိုရောတောက်ဘာလို့ချစ်တာလဲဆိုသူဘာပြောမှတလားငါမချစ်ပဲမနေနိုင်လို့ချစ်တာဟာလေလုယာမချစ်ပဲမနေနိုင်လို့ချစ်တာကွာမင်းတို့ချစ်တယ်ချစ်လို့ကဲတယ်ကွာကိုရောတောက်ဘာလို့ကဲတာလဲမင်းတို့ချစ်လို့ကိုရောကြောင့်မထိုက်တာကိုထိုက်တယ်မထိုက်တာငါစိတ်ဝင်စားငါချစ်တာပဲတည်တယ်ဒါမဲ့ဖျားလို့ရှိဒါမဲ့မှတ်တာဖျားကြတော့ချစ်လွန်းလို့တတ်တောင်ပေးခဲ့ပြီအခုဒီဆရာပေးစီချစ်လွန်းလို့အသက်တောင်ပေးခဲ့တယ်ဝေါချစ်လွန်းလို့အသက်တောင်ပေးခဲ့တယ်စီသိချစ်တယ်သူသိချစ်တယ်အမေလေးညီကိုမောင်မတော်ဖခင်ကတင်းကိုချစ်လို့ကဲတင်ပြီးပြီဒါပေမဲ့တင်းကသူ့ရဲ့ဒီဥပဒေတောင်ဆက်ရမသိဘူးလို့ဆုံးရှုံးတော့သူရောင်းဝမ်းနေတာနော်သူရောင်းဝမ်းနေတာဟေးညီကိုမောင်မတော်ကျွန်တော်ပြောပြမယ်ဖခင်ကလေသူ့ရဲ့တဘောတဘာဝသူကမနမုံတလားစာမချကြွေးဘူးတရက်စားပဲကြွေးတယ်ဘာကြောင့်လဲဆိုတော့သူ့ကိုမျောလင့်အောင်ကြိုက်တယ်ဖခင်မနေ့တိုင်းမှာထမျောတယ်ကိုရောအဲ့ဒါလေးကိုကြိုက်တာတို့ကမဟုတ်ဘူးအဲ့ဒါထမျောတာမလို့ရှင်ကိုရောတလားစာပေးတာကိုနော်ဒါမဲ့အသက်တာမှာလဲပြိုသွားတဲ့သူတွေလုံးဝပြတ်နာမရှိဘူးတင်းအရင်ချစ်တဲ့ဖခင်ရှိတယ်ငါကြီးဖြတ်ခင်ဒီငါစကားနားထောင်မယ် come on amen အချင်းရန်သူငါပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့ပြောအချင်းရန်သူငါပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့ငါပေါ်မှာဗာလဲဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့ပြောချင်တာဘာဖြစ်လဲဆိုတော့ဒီကောင်ကြည့်တာဒီကောင်လုံးဝလောကသားတွေကအမှတ်ထားတင်းကိုမကြိုက်တဲ့ဖွဲ့တွေကတင်းလဲပြိုသွားရင်ဘာဖြစ်မှာတဲ့လားရေးတဲ့ကျဉ်နှက်ကြလိမ့်မယ်ဒါပေမဲ့သူတို့မဟုတ်ဘူးအဲ့ဒါတင်းတို့ကအသွေးသားရှိတဲ့လူနဲ့စိုက်ပြန်တိုက်လာတယ်မသူတို့အသုံးခံနေရတာတနာဝေရန်ကောင်အသုံးခံနေရတာလူတယောက်လဲမှာကိုကြည့်ချင်နေတဲ့သူတွေလဲသွားတော့ဟာတာတိုက်ပြီးတော့မှစကားတွေဖွဲ့ပြီးတော့မှပြောကြမယ်အဖွဲတွေအဲ့ဒါတွေအသုံးခံနေရတဲ့အဖွဲ့တွေတနာဝေရန်ကောင်အသုံးခံနေရတဲ့အဖွဲ့တွေဒါပေမဲ့မှတ်ထားပေးညီကိုမောင်မတော့ပြောလိုက်စမ်းမှာမာနကိုပြောလိုက်အချင်းရန်သူ
ခြင်း ငါပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့ ငါပေါ်မှာဝါကြွားဝမ်းမြောက်ခြင်း ငါလဲတော်လဲ ငါလဲတော်လဲ ထအောင်မီ ထအောင်မည် ငါလဲတော်လဲ ငါလဲတော်လဲ ထအောင်မီ ထအောင်မည် ပြောချင်တာအလဲထိုးခံလိုက်ရလဲပဲအဲ့မှာလမ်းဆုံးသွားမှာမဟုတ်ငါပြန်ထအောင်မယ်ဘာဖြစ်လို့လဲငါ့ကိုအမြဲတမ်းလက်ခံတဲ့ဖျားရှိတဲ့ငါပြန်ထမှာပဲမောင်မိုက်နဲ့ထိုင်ရတော်လဲထပ်ပြသည်ငါ့အလင်း ဖြစ်တော်မူ ငါ့အလင်း ဖြစ်တော်မူ ငါ့အလင်း ဖြစ်တော်မူ တင်းကိုဘယ်တော့မှမောင်မိုက်ထဲမှာအမြဲတမ်းထားတဲ့ဖျားပေါ်တင်းကိုအလင်းတဲ့ပြန်လဲခေါ်သွင်းပြီးချီးမြှောက်မဲ့ဖျားခင်ဖြစ်တယ်ဟာလေလုယာဟာလေလုယာပြောလိုက်တင်းဘယ်တော့မရှုံးလို့ပြောလိုက်ငါဘယ်တော့မရှုံးပြောလိုက် ငါဘယ်တော့မှမရှုံးဘူး ဒီလိုဖုန်းလေးတစ်လုံးလောက်ပေးပါအဲ့ဒီချင်းဆက်တာဘယ်သူဆက်တာလဲ ဆရာစောတာ ဆရာစောတာလာပါအောင်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 ဟာလေလုယာအဲ့ဒီစာသားလေးတွေဘယ်လိုထွက်လာလဲဘယ်လိုခံစားချက်တွေနဲ့ဘယ်အထက်ကနေထွက်လာလဲဆရာငါဘယ်တော့မှရှုံးနေတော့သူမဟုတ်ဘူးလေ အဲ့ချိန်ကကျွန်တော်ရန်ကုန်ရောက်နေတဲ့ချိန်တကယ်တော့ဝန်ခံခြင်းနဲ့ဖြစ်ခြင်းကလုံးဝစန့်ကျင်ပဲဖြစ်နေတဲ့ချိန် ဆိုတော့ပြောချင်တာကအဲ့ဒီအချိန်ကကိုခုရေးတဲ့တခြင်းတွေကလုံးဝစัจကျင်ပဲအလဲထိုးခါတဲ့အချိန်လည်းဖြစ်နေလုံးဝရေးလဲထိုးနှံမှုတွေရှိနေတဲ့အချိန်မှာငါဘယ်တော့မှ ရှုံးနေတော့သူ ဟာလေလုယာဟာလေလုယာအဲ့ဒီအရာကဒီကိုရောက်လာပြီဒီကနေကဘာဆက်သွားဖို့ပဲရှိတော့ အာမင် အာမင်ဟာလေလုယာပြောလိုက်မယ်အခုပြောရင်တော့မဟာလားအခုဒီမှာပြောရင်တော့မဘာရှာပြောလဲဘာညာလာအောင်မယ်မဟုတ်လားဆရာဒေးဗစ်လာနားမှာအခုပဲရိုက်ရင်ပို့ဆိုးပြီတော့ဟိုတော့နည်းနည်းပဲပြောခါတာအခုပို့တော့ခေါင်းစည်းမှာပါလာတော့မယ်ဒါပေမဲ့မှတ်ထားငါလဲတော့လဲအချင်းရသူငါပေါ်မှာဝါကြွားအဲ့ဒီရေးတဲ့တချင်းစာသားဒီအဲ့ဒါတကယ်ချီးမွမ်းခြင်းရေးအစစ် အာမင် ဆိုတော့အဲ့ဒီအချိန်မှာအလဲထိုးနေတဲ့အချိန်မှာအပြစ်တင်တဲ့သူရှိလား တနိုင်ငံလုံး ဝေဖန်တဲ့သူရှိလား ရှိတယ် ကဲ့ရဲ့တဲ့သူရှိလား ရှိတယ် yeah ဒါပေမဲ့အဲ့ဒီအရာကဒီသချင်းထွက်လာတယ်ကွာ အာမင် ဒီချင်းထွက်လာတယ်ဒီချင်းထွက်လာတယ်ဒီသချင်းကစန့်ကျင်ဘက်ဖြစ်နေတယ်စန့်ကျင်ဘက်ဖြစ်နေဆိုဘယ်လိုမျိုးစပြီးရေးဖြစ်တာလဲချက်လောက်ပြောပြပါဦး ကိုယ်ွယ်နေနဲ့မျက်ရည်နဲ့ပါပဲဆရာဝန်ခံရင်းနဲ့ဖခင်ကစန့်ကျင်ဘက်ကို ပြောထုတ်ခိုင်းတာပေါ့ စန့်ကျင်ဘက်ကိုပြောထုတ်ခိုင်းတာ ဟုတ်တယ် ဟာလေလုယာဒါရေးကြည့်တယ်ဒါရေးကြည့်တယ်ဒါရေးကြည့်တယ်ခုနပြောနော်တနိုင်ငံလုံးကခရိယန်တွေမပါဘူးထင်တယ်နော် အများကြီးပဲဆရာ ခရိယန်တွေကအများဆုံးဖြစ်ပါလိမ့်မယ်နော်ခရိယန်တွေအများဆုံးဖြစ်ပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအချင်းလေးထွက်လာတဲ့ချိန်မှာဘယ်လိုဆရာစောတာခံစားရလဲစုနေနေ ဘုရားသခင်ကအထဲမှာအပြည့်သူကိုယ်တိုင်ကျွန်တော်အထဲမှာရက်တည်ပေးနေတယ်ဆိုတော့လေထူကအပြည့်ပဲဆရာ ဟာလေလုယာတင်းရဲ့လောက်ရက်ကမားနေလိမ့်မယ်ဒါပေမဲ့အဲ့ဒီမားတော့ကြောင့်ငါမားတယ်လို့ထိုင်ပြောနေလို့အဲ့ဒါဖျားအလိုမဟုတ်ဘူးဖျားရဲ့အလိုတော်ကအဲ့ဒီစန့်ကျင်ဘက်ကိုပြန်ပြောခိုင်းတာ အာမင် ဘာလို့လဲမကြည့်ဒီမှာပြောသလိုပဲအချင်းရန်သူဒီတချင်းကအဲ့ဒီကြမ်းပိုက်နဲ့ကွက်တီပဲဆရာအတွက်တော့အချင်းရန်သူငါ့ပေါ်မှာဝါကြွားသွားပြီစောတာတရားဟောလဲဘာထူးမှာမဟုတ်ရှောက်ဟောနေနဲ့ဘာညာဆရာကိမဆိုင်ဆရာချာနဲ့ဆရာစောတာချက်ချင်းခေါ်လိုက်ကွာ ဟာလေလုယာ ခေါ်လိုက်ကွာဘာဖြစ်လို့လဲဖျားခင်စပ်ပြီးတော့မှကြီးမားသောမှုတွေ
Hallelujah. ဆက်ပြုံမယ်ဆိုတာဆရာဝိညာဉ်ထဲမှာတီးကိုတင်းနေတာ Amen. တီးကိုတင်းနေတာအဲ့ဒီတခြင်းအတိုင်းဆရာစောတာဖြစ်လာပြီ Amen. Amen. Hallelujah. အာမင် Amen. ဖြစ်လာပြီဆရာစောတာဟုတ်ပါပြီအဲ့စာသားတော့ရပြီတန်စင်ကဘယ်လိုထွက်လာလဲ ကိုကွယ်ရင်းနဲ့ပဲဆရာကိုကွယ်ရင်းနဲ့ကျွန်တော်တချင်းရေးတဲ့အခါမှာတော့စာသားနဲ့တန်စင်လို့ကွဲပြီးမဟုတ်တခါတည်းတားလိုက်ကိုကွယ်ရင်းနဲ့ပဲ စီးစင်းလာ ဟုတ်ကဲ့ ကိုယ့်ဘာသာလုပ်ယူလို့လည်းမရ မ ဘူး ရ နော် မရအောင်ဆရာ ဒါစီးထွက်လာတာ စီးထွက်လာဆရာနောက်လဲဒါမျိုးတချင်းတောင်းတယ်လို့ရှိပေမဲ့မထွက်လာ ဟာလေလုယာထိုးနှက်မှုတွေကြားထဲနဲ့ထွက်လာတဲ့တခြင်းဟာ ဟုတ်တယ်ဆရာ ဆရာတော့နေ့တိုင်းခွန်အားရတယ်ရှင်အာမင် Thank you so much ဆရာဖခင်တာရဲ့ချီးမြှောက်တော်ပြုပါစေ Amen Hallelujah Thank you sir ပြီးရင်ကျွန်တော်အတူတကွတည်ဆိုကြမယ်ဆရာကနေကိုလာမယ်ပြီးရင်ကျွန်တော်အတူတကွချီးမွမ်းကြမယ်ခွေထဲမှာဆရာကနေပါတယ်နော်ဆရာစောတာပါတယ်ဆရာကနေပါတယ်ဆရာပေါ်ပါတယ်ပြီးတော့ဒီ၃ယောက်နော်၃ယောက်ဆိုတယ်ပေါ်ကြီးပဲရောက်နေလဲခြေဆောင်ချင်းပါသွားပြီလားအချင်းရန်သူငါ့ပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းမရှိဘူးပြောလိုက်တင်းရဲ့အသက်တာမှာလဲပြိုသွားရင်ပြောလိုက်အချင်းရန်သူငါ့ပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့ငါလဲတော်လဲထအောင်မီပေါင်မိုက်ထဲမှာထိုင်ရတော်လဲထရာဖျားသည်ငါ၏အလင်းဖြစ်တော်မူလိမ့်မယ်ဟာလေလုယာဟာလေလုယာဟာလေလုယာဆက်သွားကြည့်ဆက်သွားကြည့်ခဏလေးဆက်သွားကြည့်ဆက်သွားငါဒီထရာဖျားပြမတော့ကြောင့်မြတ်တော်ခံငါမှုစစ်ကြောဆရာဆုံးမဲ့တော်မူတာငါခံငါကိုအလင်းတဲ့သို့ထုတ်၍နေရပေးတော်မူသောအပြင်ဖြောင်းမှခြင်း ပါရမီတော်ကို ငါကိုအလင်းထဲသို့ထုတ်၍နေရပေးတော်မူသည်ဖြင့်အဲ့ဟာလှတာဖြောင်းမှခြင်းပါရမီတော်ကိုငါမြင်ရလိမ့်မယ်အာမင်ဖြောင်းမှခြင်းပါရမီတော်ကိုငါမြင်ရလိမ့်မယ်ဘာလို့သိလားအဲ့ဒါဖခင်ရဲ့ဖြောင်းမှခြင်းလက်တော်ကြီးကိုပြမယ်ဖခင်ဖခင်လေမှတ်ထားယောဘကိုလည်းတစ်ချက်သွန်သင်နေတဲ့အချိန်မှာယောဘပေါ်မှာဖျားထားတဲ့အကျင့်စီကဘယ်လောက်ကြီးမားလဲဆိုတာမသိတဲ့ဟိုတငယ်ချင်း၃ယောက်ကရေးလက်ညှိုးဝိုင်းထိုးတယ်ကြောက်เสียအရန်ကောင်းတာကအဲ့ဒီလက်ညှိုးထိုးတဲ့သူတွေဘုရားသခင်ပြန်စီရင်တော့မဲ့ကိစ္စလာအောင်ကြောက်เสียအရန်ကောင်းတယ်လူတအူးကတရားရောက်ဖြစ်ရင်လက်ညှိုးထိုးဖို့မစင်စားနဲ့အဲ့ဒီပွဲပြီးသွားရင်လက်ညှိုးထိုးတဲ့သူဘုရားခင်စီရင်ကြောက်เสียအရန်ကောင်းတယ်လူက level တစ်စင်းတက်ခဏနေမှာဘုရားခင်စာမွေးဖြည့်ခိုင်းတဲ့အချိန်ရှိတယ်စာမွေးဖြည့်ခိုင်းတဲ့အချိန်မှာ तू မဖြစ်ချင်တာတွေဖြစ်လာတယ်အဲ့ဒီမဖြစ်ချင်တိုင်းဖြစ်လာရတဲ့အချိန်မှာအဲ့ဒါကိုမသိဘဲနဲ့အခြေအနေကြည့်တော့မှဒီကောင်ဆိုလက်ညှိုးထိုးတဲ့လူတွေကအဲ့ဒီအစ်စ်ဟလာဒီစာမွေးဖြည့်လဲဖြည့်ပြီးသွားအောင်ဖယားသခင်ကယောဘကိုချီးမြှောက်တော့မဲ့အချိန်မှာမချီးမြှောက်ခင်မှာအဲ့၃ယောက်ကိုဖယားခင်ကဆုံးမဖို့လုပ်ပြီးအဲ့အချိန်မှာယောဘသာပြန်မဆူတောင်းပဲအဲ့၃ယောက်သေမှာဒါကြောင့် safe အဖြစ်ဆုံးကဘယ်သူကိုမှတော့မစီရင်မိစေနဲ့စီရင်ခြင်းကဖယားအယားမကြိုက်ဘူးဖယားဘာကြောင့်ဆိုစီရင်ခြင်းကသူ့နဲ့ပဲဆိုင်လို့စီရင်ခြင်းကလူနဲ့မဆိုင်ဘူးဖယားနဲ့ပဲဆိုင်တယ်မကြမ်းမဆိုလို့ပြန်ပြောမယ်စီရင်ခြင်းကလူနဲ့မဆိုင်ဘူးဖယားနဲ့ပဲဆိုင်တဲ့အတွက်ကြောင့်အဲ့ဒီဖယားလို့ကိုဝင်လို့တာဖယားရမ်းမုန်းတာတော့ယုံကြည်သူများမှတ်ထားပေးပါ level တစ်ဆင့်ကိုတက်ဖို့ရန်အတွက်လူတွေကအမျိုးမျိုးကြုံရတတ်တယ်အဲ့ကြုံရတဲ့အရာပေါ်မှာလက်ညှိုးထိုးဝေဖန်ကြည့်ရရှုံးချက်စရာဘာအကြောင်းမှမရှိဘူး
ကိုယ့်ရဲ့အလုပ်ကကိုယ့်အပြင်အဲ့လူကောင်းကြီးဖြစ်ဖြစ်ဖို့ပဲသင်စဉ်းစားအာမင်ပြောရအောင်ကျွန်တော်အပြင်လဲပြုတ်နေတဲ့သူတွေပြန်ကောင်းကြီးဖြစ်ရမယ်အာမင်ဟာလေလုယာဆရာနေနေတော့ဆရာအရင်စိတ်ဝင်စားတဲ့ຢာတစ်ခုရှိတယ်အဲ့လဲပြုတ်သွားတဲ့သူတွေမှာကြောက်ဆရာကောင်းလောက်တဲ့ဖခင်အကြံစီရှိတယ်အများကြီးဆရာ experience အရာလဲပြုတ်သွားတဲ့လူတော်တော်များများမှာကြောက်ဆရာကောင်းလောက်ဖခင်အသုံးပြုမဲ့အကြံစီတော်ကြီးတွေအကြီးကြီးတွေရှိတယ်ဖခင်ကမေးတယ်ဖခင်ဒီလူတွေကဘာလို့လဲပြုတ်သွားတယ်လို့ပြောတဲ့အခါမှာအဲ့ဒီလူတွေကလဲပြုတ်သွားတာမဟုတ်ဘူးတဲ့သူတို့အလဲထိုးခံရတာတဲ့ဘာလို့အလဲထိုးခံလဲဆိုတော့စာရန်နိုင်ငံကိုဖျက်ဆီးမဲ့ကောင်တွေထဲမှာအဓိကကျတဲ့လူတွေဖြစ်တဲ့အခါမှာစာရန်ကအရင်ဆုံးသူတို့ကြိုတင်ဖျက်ဆီးတာတဲ့မှတ်ထားစာရန်ရဲ့လောက်ရက်ကလူတယောက်ကိုအခုလက်ရှိလုပ်နေတဲ့အရာပေါ်မှာတိုက်ခိုက်တာမဟုတ်ဘူးလာမဲ့အနာဂတ်မှာလုံမဲ့ကြီးသောအမှုကိုကြိုတင်မြင်ထားတဲ့အခါမှာဖျက်ဆီးတာစဉ်းစားကြည့်ဆရာပြောပြမယ် Joyce Meyer ကသူ့အဖေကိုယ်တိုင်သူ့ကိုအသက်10နှစ်လောက်ကလေး rape လုပ်တာအဖေအရင်က rape လုပ်တာပြီးတော့တင်းချိုင်းကုန်းခေါ်သွားလိုက်တင်းချိုင်းကုန်းဂူပေါ်မှာသူ့ဟလာ rape လုပ်တယ်အမျိုးစုံ rape လုပ်ခံရတယ်ကားထဲမှာ rape လုပ်အချင်းချင်း rape လုပ်ခံရတယ်ဆိုဒီ Joyce Meyer ရဲ့စိတ်ထက်မှာဘာဖြစ်သွားဆိုငါကတကယ်ကိုဘယ်နေရာမှမထိုက်တန်တဲ့မိန်းမငါဘာမှသုံးမဝင်တော့တဲ့မိန်းမဆိုတဲ့ပုံစံဖြစ်သွားပြီးတော့မှသူ့ကိုကြိုက်တဲ့လူကဟလာငါမှတန်ဖိုးမရှိတော့တာငါ့ကိုကြိုက်တဲ့သူအိတ်ခွင်ရတယ်ဆိုတဲ့ပုံစံမျိုးတစ်ယောက်သူဖြစ်သွားတယ်တန်ဖိုးမဲ့သွားလို့ဖြစ်သွားတာဒါမဲ့တရက်မှာနှုတ်ကပတ်တော်က come on နှုတ်ကပတ်တော်ပြောရအောင်အဲကြောင့်တို့ရဲ့ဒီအသင်းတော်တွေရဲ့အဓိကကလဲပြုံနေတဲ့သူတွေပြန်လဲထူမဖို့ရန်တော့အရေးကြီးတဲ့နှုတ်ကပတ်တော်တွေပေးရမှာဗျာလူတွေကိုလိုက်ပြီးတော့မှဟိုကောင်းနေကြကောင်းမနေနိုင်တဲ့လူတယောက်ဘလို့ကောင်းနေရမှာလဲနေတဲ့သူကိုခမရဒီတိုင်းပဲပြန်ထလို့ပြောလို့မရဘူးဆွဲထူရတာအသင်းတော်ဆိုတာပြန်ထလို့ပြောလို့ရတာမဟုတ်ပြန်ထူရတာဒါပေမဲ့နှုတ်ကပတ်တော်ကိုသူကြားတဲ့နေ့ကနေစပြီးတော့မှမင်းကိုအရှိတိုင်းလက်ခံတဲ့ဖခင်ရှိတယ်မင်းတို့အကောင်းဆုံးအကြံစီတွေပြင်ဆင်ထားတယ်မင်းရဲ့တတ်မင်းရဲ့တမြင်လာကမှာဝေါတကယ်ကြီးလားအဲ့ဆိုငါအဲ့ဖခင်နဲ့ငါစအသက်ရှင်တော့မယ်ဆိုတဲ့နေ့ကနေစပြီးတော့မှလုံးဝဟလာဟိုရှင်းပြောရရင်ကွာသူကိုသူလည်းတတ်သိမယ်သူ့ကို rape လုပ်တဲ့သူ့အဖေကိုလည်းသူတတ်ပြီးတော့သိမယ်ဆိုတဲ့ဘဝကနေအခုတကယ် make a church ရဲ့တင်အောင်ရှာမကြီးဖြစ်သွားတာသူအဖြစ်ပြောင်းလဲသူနေတာမဟုတ်လူမြောင်များစွာကိုကောင်းကြီးဖြစ်စေမဲ့သူဖြစ်တယ်ဆိုတာသိတဲ့ခါမှာဖာရောကယေရှုလိုက်တတ်တာပဲမောရှေအဖြစ်လူတွေကောင်းကြီးဖြစ်ဆိုသိတဲ့ခါမှာဖာရောလိုက်တတ်တာပဲဣသလအဖြစ်လူတွေကောင်းကြီးဖြစ်မယ်ဆိုတာသိတဲ့ခါမှာအေးတော့လိုက်တတ်တာပဲစိတ်ရတတ်တာထဲမှာတင်းကိုမနာလိုတဲ့သူတွေတင်းကိုဆွဲချမဲ့သူတွေတင်းကိုယ်တန်းလည်းပဲဟလာအိုအတတ်တာထဲမှာလဲပြိုနေတဲ့အချိန်ဆိုရင်တင်းလုံးဝမဆိုရင်နဲ့တင်းအနာကကြီးမဆိုဖျားခင်ပြင်ဆင်ထားတဲ့အရာရှိတယ်အာမင်အာမင်ပြောငါလဲတော့လဲထားအောင်မီမောင်မိုက်ထဲမှာထိုင်ရတော့လဲထရာဖျားသည်ငါဤအလင်းဖြစ်တော်မူလိမ့်မည်ဖြစ်တော်မူလိမ့်မည်လို့ပြောတဲ့ကြောင့်သင်ကိုဘယ်ထဲမှာဖျားထားမှာလဲအမောင်ထဲမှာပဲမထားဖျားမထားဘူးအလင်းထဲကိုပို့ဆောင်မယ်အာမင်အလင်းထဲကိုပို့ဆောင်ခြင်းခံတဲ့လူရဲ့တက်တာဘာဖြစ်လာမလဲမင်းစည်းစိမ်ရှိတယ်ယေဘရဟိအမျိုးမင်းစည်းရှိတယ်ယေဘရဟိအမျိုးအာမင်ဆိုညီကောင်မောင်မတို့တင်းရဲ့တက်တာမှာကောင်းသဘောပေါက်အောင်မှာတင်းဟာဖျားရဲ့အလိုတော်ကိုတခုတော့ရှိတယ်တတိထားဖို့ရတစ်ချက်ပြောပြမယ်ဆရာguilty conscience ကိုတင်တတိထား
ဆရာပြောပြမယ်မဿဲခန်းကြီး8ကိုသွားမဿဲခန်းကြီး8အငယ်1လောက်ကနေစဖတ်ရအောင်မဿဲခန်းကြီး8ကိုရောသည်တောင်ပေါ်မှဆင်းကြွတော်မူလျင်များစွာသောလူပေါင်းတို့သည်နောက်တော်သို့လိုက်ကြ၏ တောင်ပေါ်မှာဆင်းကြွတော့များစွာသောလူအပေါင်းတို့သည်လိုက်ကြ၏ဟုတ်လားဒါပေမဲ့လူအပေါင်းကလိုက်နေတဲ့လူတွေအားလုံးလိုက်ခွင့်ရှိတဲ့သူတွေဖြစ်ပေမဲ့လိုက်ခွင့်မရှိတဲ့သူတယောက်ကယေရှုစောင့်နေတယ်လိုက်ခွင့်ရတဲ့သူတွေကလိုက်နေပေမဲ့လူတော်တိုးခွင့်မရှိတဲ့လူအတိုင်းဝိုင်းထဲနဲ့ပြစ်ပယ်ခံထားတဲ့သူတယောက်ကတော့ယေရှုကိုစောင့်နေတယ်ဆက်သွားထိုခါနူနာဆွဲသောသူတယောက်တည်းညွတ်ပြက်လေသခင် အလိုရှိလျင် ကျွန်တော်ကို တန် ကျွန်တော်ကိုတန်ရှင်းစေနိုင်တော်မူသည်ရှောက်တယ်ဆိုတော့နံပါတ်1တင်သိရမှာပါလား तू လုံးဝယုံကြည်ထားတဲ့အရာလုံးဝသူ့မှာတန်ပြမရှိတဲ့အရာပါလားယေရှုကသူ့ရဲ့ယောဂါကြီးကိုလုံးဝပျောက်စေနိုင်တယ်ဆိုတာကို तू လုံးဝတန်ပြမရှိဘူးကြည့်အောင်ကြကောင်းတာပါလဲဟမ်အဲ့ဒီခေတ်တုန်းကအနုယောဂပျောက်တယ်ဆိုတာမရှိဘူးဟုတ်ပြီနော်အနုယောဂဆိုတာပျောက်တာမရှိဘူးဒီဘေးနဲ့ဆာသိသွားမှာပဲဒါပေမဲ့သူ့ရဲ့ယုံကြည်မှုဟာယေရှုပေါ်မှာထားတဲ့ယုံကြည်မှုက तू လုံးဝပျောက်မှာဆိုတာ तू ယုံတယ်အာမင် ဒါပေမဲ့သူ့ကိုယ်သူကမထိုက်တန်ဘူးလို့ခံယူထားတယ်ဒါကြောင့်ဒီမှာကြည့်သခင်အလိုတော်ရှိလျင်တယ်သခင်အလိုမရှိတော့ကျွန်တော်ပျောက်မှာမဟုတ်ဘူးဒါပေမဲ့သခင်အလိုရှိရင်ပျောက်မယ်ဆိုတော့ကျွန်တော်လုံးဝသိတယ်တရားရခိုင်နော်စကြည့်လုံးဝငါယောဂါကိုပျောက်စေနေတာယေရှုဖြစ်တယ်ဆိုတာ तू တရားရာဂိုင်နှုံးသိတယ်ညင်လားတရားဂိုင်နှုံးသိတယ်ဒါပေမဲ့ तू မသိတာအလိုတော်မသိတာပျောက်စေနိုင်တဲ့ဖျားဆိုတာ तू သိပြီးတော့မှသူ့လိုလူမျိုးကိုတော့လှုပ်ပေးပါမလားဆိုတဲ့အလိုတော်ကို तू မသိတာဘာလို့ तू ကပြည့်ညတ်တရားရကြည့်ရင်သူ့ရဲ့အပြစ်ကြောင့်ခံရတာလေသူ့ရဲ့အပြစ်ကြောင့်ခံရတာသူ့ရဲ့အပြစ်ကြောင့် तू ခံရတာဖြစ်တဲ့အတွက်ကြောင့်တတ်မှတ်ထားပြီးသားဒီလိုမျိုးယောဂဖြစ်တဲ့သူကဒါပြည့်ညတ်တရားရပြစ်မှားထားလို့ခံရတာကျမ်းစာထဲမှာပြစ်မှားလို့နှူသွားတာဘာလို့လဲကျမ်းစာထဲမှာဘာလို့ရှိလဲဟမ်မီရီအန်ရှိတယ်နောက်ဘာလို့ရှိသေးလဲနှစ်ဖူးမှာအနှုတ်တက်ပေါက်တာအော်ဇီကျေးဇူးတင်တယ်အော်ဇီဘယ်ကအေလိရှေလဲငါသားလေးဂဟာဇီနော်ဆိုတော့သူတို့တွေအားလုံးပါလဲဟမ်ဂဟာဇီဘာလို့နှုတ်သွားလဲဂဟာဇီဘာလို့နှုတ်ရလဲနူတိုင်းမှာသူ့မှာအနောက်ွယ်မှာတခုခုရှိနေတယ်ဂဟာဇီဘာလို့နူရလဲမယူတဲ့နဲ့ဥစ္စာကိုနေမန်စရနဲ့တွားယူမိလို့ဖျားလူတော်မယူတဲ့ကိစ္စကိုသူတွားပြီးယူတဲ့ကိစ္စအဲ့ဒါဘာဖြစ်စေလဲမယူခိုင်းတဲ့အရာကိုယူတဲ့ကိစ္စတတ်မှတ်တဲ့ကိစ္စအဲ့ဒါဘာဖြစ်စေလဲနူစေတယ် good မီဒီယံဘာလို့နူလဲမောရှေကိုသွားပြီးတော့မှအပြစ်တင်ဝေဖန်လို့စီရင်ပြီလို့နူတယ်အော်ဇီဘယင်ဘိတ်သိရှိတယ်ဒါပေမဲ့သူ့မှာဘာဘိတ်သိမရှိဘူးလားယေဘရဟိဘိတ်သိမရှိဘူးဘိတ်သိမရှိရင်မလုပ်ရဘူး
ညီကိုမောင်မတို့အလုံးပြောပြမယ်သင်မပါလာတဲ့အရာကိုသင်မလုပ်နဲ့အချိန်ကုန်တယ်သင်မပါလာတဲ့အရာကိုသင်အရှိန်အဟုန်နဲ့အကောင်းဆုံးလုပ်သင့်တယ်ဆိုတော့ဒီနူနာဆွဲတဲ့လူတွေရဲ့ပြဿနာကြည့်လိုက်ရင်တစ်ခုဖြစ်လို့တစ်ခုဖြစ်တာဆိုတော့ကြောင့်ဒီလူကဘာဖြစ်လဲဆိုတော့သူ့မှာဒီအမားကြီးကသူဒါပေမဲ့ तू သိတဲ့အရာတစ်ခုကသိတဲ့အရာတစ်ခုကယေရှုကအရာခတ်တဲ့ကိုတတ်နိုင်တယ်ဆိုတာ तू သိနေတယ်အဲ့ဒီသိရှိတာတို့လိုတယ်ကွာဒီလိုသိတာဒါပေမဲ့ तू မသိတာသူ့လိုလူမျိုးကိုတန်ရှင်းစေနိုင်ပါမလားပြည့်ညတ်တရားအရာတော့မရှိဘူးအမေကိုရောတတ်နိုင်တယ်ဆိုတာကျွန်တော်သိပေမဲ့ကိုရောအလိုရှိရင်တော့ကျွန်တော်တန်ရှင်းမှသိနေတယ်ကိုရောအလိုရှိလား A man with leprosy came and knelt before him and said, Lord, if you are willing, you can make me clean. If you are willing, you can make me clean. သုံးဆက်သွားမှတ်တာအဲ့ဒါဖခင်ရဲ့ထာဝရအလိုတော်ပဲအဲ့ဒါဆက်သွားသုံးပါယေရှုကလည်းငါအလိုရှိ That's itနောင်တန်ယုံကြည်ခြင်းနဲ့တိုးဝင်လာတဲ့သူတိုင်းကိုဖခင်ကလွတ်မြောက်စေဖို့အလိုရှိတယ်ဖခင်ဖြစ်တယ် Hallelujah ယေရှုပြောစကားအရန်ကောင်းတယ် I am willing Hallelujah ငါမထိုက်တာမှုရှောင်းမပြောနဲ့သင်ကိုဖခင်ကအမင်္ဂလာနဲ့မင်္ဂလာဖြစ်ဖို့ willing he said I am willing ဒီတော့သူများကဘယ်လိုပဲပြောပါစေ no ငါ့ကိုဖခင်အလိုရှိတယ်ငါလိုရှိတယ်လို့ပြောတဲ့ယေရှုက yes ငါရဲ့တက်တောင်ဒီလိုမျိုးလမ်းဆုံးစေမယ်ဖခင်မို့ငါရဲ့တက်တောင်ဟလာငါရဲ့တက်တောင်မောက်မိုက်ထဲမှာအပေါ်တော့အလင်းတော်တဲ့တော့ခေါ်သွင်းပြီးတော့ချီးမြှောက်အောင်မယ်ဖခင်ဖြစ်တယ်ဆိုတာငါသိတယ် hallelujah I'm willing ပြောရ I'm willing He said, be clean. Immediately, he was cleansed of his leprosy. He was cleansed. He was cleansed of his leprosy. Dini leprosy untuk tajaya. တဲ့ဘသူဘာပြောနေရေးမချီဘူးဖခင်က I am willing hallelujah I am willing တဲ့ကိုဖခင်သခင်ကဒီလို level နဲ့လမ်းဆုံးစေမယ်ဖခင်မဟုတ်ဘူးဖခင်ကတဲ့ရဲ့တက်တော်ချီးမြှောက်အောင်မယ်တဲ့ရဲ့တက်တော်ဂျေဇုတပါနဲ့ထပ်ဆင့်တော့ဂျေဇုတော်ခံစားရခွင့်ဖခင်ပေးအောင်မယ်အာမင်ဖခင်ရဲ့အလိုတော်တစ်ခုပဲရှိတယ်အခုနကဆရာစောတာပြောတယ်လို့ပဲသူများဒီကဘာညာရှောက်ပြောနေတော့ညာလည်းပဲငါဘယ်တော့မှပဲကင်းနေလည်းမသိခုနဆရာလည်းတချင်းဆိုတကီးဖြစ်သွားငါဘယ်တော့မှရှုံးနေတော့သူမဟုတ်ဘူးလေအဲ့လိုပြောတာဖခင်အရန်ကြိုက်တယ်ဘာလို့လဲအဲ့လူတွေဖခင်သခင်ကရက်မင်းပြောတယ်ဖြစ်စေမယ်ငါယေရှုအားဖြင့်အောင်မြင်တော်သူကြာရှုံးမဲ့သူမဟုတ်ဘူးကြာယုံမဲ့သူမဟုတ်ဘူးယေရှုအားဖြင့်ငါအောင်မြင်တော်သူဘုံဘီအနာဂတ်တွေ့ရင်ခုန်စိတ်လို့ရှာတဲ့အောင်မြင်ခြင်းတွေငါကိုကြုံလင်းနေပြောရအမှုတွေ
Mute tui mien tui bo Shataya Baba. They may jado bu Na Yeshua je ao mien no du Amen. Ora Pasiti Yakaba, Johnny Gomora Alo Job Mediana Tombe. Payamati Swechalumia. Amen. They are Piaking a Gimado agency in a court Hajan Kara do Pied. Hallelujah, Yoji Badala. They have been Piaking Gido Mubumas or Yoji Badala. Akuchi Martin Leja on Leja Neleme. Akuchi Martin Malochina Lonia at that pick up Kineleme. The Dada Olumian let your Tochi Karachi pick up Kineleme. Taman de Diame Yargua, the Beroma show name at the Mahobu. The Machamas of Yamame, the Bedoma show name there to Mahobu. Yeshua been there, Alminedu. Yeshua be Almina to Lubioya. Amen. The Bioman Chavisha Piake, dear Shinigan and Piake, Alona Shi, Shinoba Chimia Balupio Piaba Bumble. I am willing. Hallelujah. Piake Lunia de Lupion and Ametayo Gina Guado, Tao Dichin of Matao, the meal Dichin of Palo, Pia Chimia Mesa, the me Shone, Goro Alona Shi, Dia Chin and Piambia Lambda Chimia Balupio Piaba Bumble. I am. Hallelujah. Hallelujah. Thea Dada, a tree out to Yalan, wine toneleme. I meant the Bioman Chavashida, Guru. The name of Guru Alora Shida Soye, Shemaya Dada, Genoya Dada, she wanted to move. Be a pain, I need Dada, Pia man of Joy, Guru Loshila, your Piaba Biomle. I am. We change on Namepia Dure. A chin and Yumio, a bit de weapon gay show charging Canadure. The Biomat who was she. Guru, a Loroshi, I Lureshima, Pianchimia, Balopio, Piaba Biomadilla. I am. Hallelujah. 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 Dadema. The cuckoo a chin in the Kujan, the Name Piatwadi Sovaso. Load on a Matoro Sovaso. Piake a Loro Shi. I Lure Shima, Piachimia Balo, de Sudan Piaba Biometele. I am. Yoji Badana. Yoji Badala. Siatana Chevy, Yoji Badala. Yoji Badala. Yoji Badala. Payat Kia Tadago. They go Lanyo Tone, do they Shema Chimia Poya? Payaga Pies Tabidasa, Yoji Badala. Hallelujah. My titan duro, my titan say there, Paya. Elsia Biome. A song that live. Such a gumio to Salang Ama Babiola. I say, I don't make what I Jotine. Tara Piadi na mui kayabu. Wow. Hallelujah. Tapiaga Nai Amwe Kaya Pupin. Amen. Tia Dada Lambia Nebasi. Pia Babel, Tower Mija Babel, Tower Minji Kura Burska, Tapiadi Na Amwe Kaya Pupin. The Jamata, Ella Tower Yotin as a Gama Hobu. They Yamamo, the Yamamo. These are go, Yopo and Draka, you are meant to put a sheet. These are go, Yokwin Shidaga, Lee Weebe Bioluya. Palole,
Numbers chapter 18 verse 20. Numbers chapter 18 verse 20. Achieve 18 verse 20. Numbers maso balo Leviticus le. Dole ya cha, nino le dole lego mi lamdi. Numbers go with you ya to are. Ai do me dikle. တဖန်ထာဝရဘုရားဒီဘာဖြစ်လဲ အာယုံအားမိန်တော်မူသည်ကားဣသရေလအမျိုးနေရာပြည်၌တင့်အမွေခံရမည်တင်တို့နှင့်ရော၍ပိုင်သောအဖို့မရှိရ အာ ငါသည်ကားတင်တို့တွင်ပိုင်သောအဖို့တင့်အမွေဥစ္စာဖြစ် မကြီးတဖန်တဖန်ထာဝရဘုရားဒီအာယုံအားမိန်တော်မူသည်ကဣသလအမျိုးသားတို့နေရာပြည်၌တင့်အမွေခံရမည်တင်သူတို့နှင့်ရော၍ပိုင်သောအဖို့မရှိရဘာသူပြောနာလဲလေဝိပဲအမွေရပိုင်ရတာဣသလအမျိုးတွေအားလုံးသူတို့ရဲ့အမွေခံရနေမိတွေရှိတယ်ဒါပေမဲ့လေဝိကြတော့သူတို့ကအမွေခံရနေမိမရှိဘူးဆိုတော့ဘုရားဘာပြောဆိုလေဝိမင်းရဲ့အမွေကငါပဲတဲ့ အာမင် Come on. မိုင်နော်လေဝိမိုင်နော်လေဝိကိုကြတော့ဘုရားပြောလိုက်တဲ့ရှင်နဲ့အမွေခံရငါပဲတဲ့ Come on မင်းရဲ့အမွေခံရငါပဲဟိုလူတွေကတော့မြေတစ်ခွက်စီရတယ်ဒါပေမဲ့စัจ java ရာကြီးကိုပိုင်တဲ့ဘုရားကြီးကမင်းရဲ့အမွေကငါပဲတဲ့မင်းအမွေကငါပဲတဲ့ဒါဆိုရင်ပြောမယ်လေဝိပဲပြောတယ်အခုဒီဣသလအမျိုးသားတို့နေရာပြည်နဲ့တင့်မွေခံရမြေသူတို့နဲ့ရောရပိုင်တော့အဖို့မရှိရအာမင်ဘာလို့မင်းတို့ရဲ့အမွေရဘာတူလဲငါဖြစ်နေလို့ဒါဆိုရင်16ငယ်9မှာ16ခုမြတ်တဆလာငယ်9မှာသာဖျားငါရဲ့ဘာဖြစ်လဲတနည်းပြောမယ်ဆိုရင် Lord you alone are my portion အဲ့လိုမျိုးပြောပိုင်ခွင့်ကလေဝိမှာပဲရှိတယ်ဒါပေမဲ့ဒါဝိတ်ကလေဝိမှာမဟုတ်တာဒါဝိတ်ကယူဒာဒါဝိတ်ရဲ့ယူဒာအနွယ်နဲ့လာတာလေဝိအနွယ်နဲ့လာတာမဟုတ်ဘဲနဲ့သူဘာလို့ပြောနေတာလဲအိဇာပိန်ကောင်းလားမသိဘူး Hallelujah အာမင် Hallelujah လေဝိကပိုင်ဆိုင်ခွင့်ရှိတယ်ဟုတ်ပြီနော်ဒါပေမဲ့ပတ်ထားညီကိုမောင်းမှာတော့ဒီမှာပြောတယ် you alone are my portion ကိုရောကျွန်တော်ရဲ့အမွေခံရဖို့ဖြစ်တယ်ဒါပေမဲ့ညီကိုမောင်းမှာထားပဲဒါဝိဒ်ရဲ့ပြောနိုင်တဲ့အချက်ကတစ်ခုပဲရှိတယ်ချီးမွမ်းခြင်းကိုနှစ်သက်တဲ့ဘုရားကလေဝိရဲ့အလုတ်ကပါလဲချီးမွမ်းတာလေဝိလုတ်ကပါလဲချီးမွမ်းတယ်လို့လေဝိလုတ်ကပါလဲဒါဆိုတော့လေဝိမဟုတ်ပဲနဲ့ तू ကဘာလို့အမွေဖြစ်တယ်လို့ပြောလို့ရလဲ तू ကချီးမွမ်းလို့သူကချီးမွမ်းတဲ့သူဖြစ်လို့ Hallelujah သူချီးမွမ်းတဲ့သူဖြစ်လို့ Hallelujah ဆိုတော့ဒီလိုမျိုး the Lord is my portion လို့ပြောတဲ့သူနောက်တစ်ယောက်ရှိတယ်ဘယ်သူလဲကွယ်ကျေးဇူးတင်တယ်ယေရမိမြည်တမ်းစကားမှာဘာပြောလဲ The Lord is my portion ဆိုတော့ဘာဖြစ်လို့သူပြောနေတာလဲဘာလို့ပြောနေတာလဲနန်းနဲ့တိုင်းမှာပါရလဲ ဂယုဏ ဂိယူနာတိကိုခံရတယ်
သစ္စာတော်ဒီ ကြီးမြတ် ကြီးမြတ်ပါတယ်ငါဝိညာဉ်ဤသဘောမူကားခရဖျားသည်ငါ၏အဖို့ဖြစ်တော်မူတယ်ဟုတ်တယ်လက်ရှိအခြေအနေမှာမကောင်းဘူးလက်ရှိအခြေအနေမှာညှိတွားတဲ့အချိန်ဖြစ်ပေမဲ့ငါချီးမွမ်းခြင်းကိုရွေးချယ်မယ်ချီးမွမ်းခြင်းကိုရွေးချယ်တော့ကြောင့်ချီးမွမ်းခြင်းကိုရွေးချယ်တဲ့လူရဲ့အသက်တာကစိတ်တကြခြင်းရွေးချယ်လို့ရတယ်လက်လျှော့ရှုံးပေးလိုက်လို့ရတယ်ဝမ်းနေလို့ရတယ်ဘဝကိုဟလာဖြစ်တယ်လို့နေပလိုက်လို့ရတယ်ဒါပေမဲ့ तू မရွေးချယ် तू ရွေးချယ်တာငါချီးမွမ်းမယ်ငါမူကထရဖျားကိုမျောလင့်မယ်ငါ့ကိုကဲတင်တော်မူသောဖျားငါခိုလုံးမယ်ထရဖျားဒီငါရဲ့စကားကိုနားထောင်မယ်အာမင်ချီးမွမ်းခြင်းကိုရွေးချယ်လိုက်တိုင်းမှာဖျားကဘာလုပ်လဲသိလားသူ့ရဲ့အတ္တတာကိုတခုမှပြောတယ်ဖျားချီးမွမ်းခြင်းတမရွေးချယ်ငါမင်းရဲ့အဖို့ဖြစ်စေမယ်အာမင်မင်းချီးမွမ်းခြင်းတရွေးချယ်မင်းအဖို့ငါဖြစ်စေမယ်အာမင်မင်းအဖို့ငါဖြစ်စေမယ်မင်းအဖို့ငါဖြစ်စေမင်းအဖို့ငါဖြစ်စေချီးမွမ်းခြင်းတရွေးချယ်လိုက်စမ်းပါနောက်မှဆရာအဲ့ဒီပိုင်းနဲ့ဆက်ပြီးတော့မှနောက်တစ်ပတ်ဘုရားကအလိုတော်ရှိတယ်ဆိုရင်အဲ့ဒီအကြောင်းအရာ continue ဆက်သွားမယ် to be continue လာမယ်အမွေခံရ The Lord is my portion ဆိုတဲ့အပိုင်းနောက်ပတ်မှာဆရာ double portion ဆိုတာဆက်စားသွားပြီမယ်ခုတော့ဒီပတ်မှာတော့ဒီလောက်နေရက်မယ် The Lord is my portion The Lord is my portion ကနေနောက်ပတ်မှာ double portion ဆိုတဲ့အပိုင်းကိုဆက်ပြီးတော့သွားမယ်အာမင်ဆောက်တော့မှတင်လို့သိမ့်ပတ်မဲ့အရာတွေအများကြီးဖြစ်လာပြီချီးမွမ်းခြင်းနဲ့သိမ့်ပတ်တော်တွေဖြစ်ပါစေဘယ်ချင်းနေမှတင်းကိုလောကကြီးတင်းကိုလက်ညှိုးရေးလဲဝိုင်းထုံးနေပါစေဖယားကြီးပြောလိုက်စမ်းပါကိုတော့အလောတော်ရှိတယ်ဆိုရင်အဲ့ဒီလူတွေရှိမှကိုတော့ချီးမြှောက်လဲအတ္တတော်သူတို့မြင်တွေ့ရပါစေလို့ပြောဖယားပါပြောမလဲ I am willing ဆိုတဲ့မင်္ဂလာတင်ခံစားလိမ့်မယ်မကြခင်မှာအဲ့ဒီလူတွေရှေ့မှာတင်တက်တဲ့ထူရတဲ့သူအဲ့ဒီသူတွေပြန်အားကြတဲ့သူအဲ့ဒီလူတွေကပြန်ပြီးတော့မှတင်းဆန်နဲ့ပြန်လာသိယူရတဲ့သူဖြစ်တဲ့ဘုရားခင်ရှင်းမြောက်ပါစေဘယ်နာမရှိလို့ပြောချီးမွမ်းခြင်းကိုရွေးချယ်ကြရအောင်